ตรงนั้นมาใหม่แหละจ้ะตรงนั้นมาใหม่ မှာ ตรงนั้นมาใหม่ ဘာပြောရမလဲနားထောင်နေဒုတိယတစ်ခေါက်ကအဝေးဆုံးကတော့ချင်းပြည်အဲ့တော့ကချင်းပြည်ဆိုရင်ခေါင်တယ်လေပြီးတော့ချင်းလူမျိုးတွေဒါကိုကသဘောကျတယ် อืม သူတို့ရဲ့ဟိုစိတ်ထားလေးတွေ အေး အရင်ချစ်ဖို့ကောင်းတယ် fashion ရှိမှပဲလုပ်ပါဒါ စိတ်မပါဘဲနဲ့တော့ဘယ်လောက်ကိုမှမ မ စ လုပ် နဲ့ မစနဲ့ စောက်မစနဲ့ sao khol zin nau tak tak le ok tak tak ma sum dei man lo khol zin nop asang yat nai le pen na nga ling jong pen num tang na ding lam pi tam pio hi facebook ka yong youtube ka yong pan sum kinga thei to changena a sum dal a hon alom lo ma lut che mai ni ena to ke to ka mau ge anung ta chini ma to hoi ga podcast ban khan mo ke lo nge to ni na katun na hi le ya chen mai hi na ni thai ngam ma re thai ngam chen mai copy song hi na to ni katun song na adegena hi pe hi video pen kwa te aring thupi ding ham chile a khang no te aring mo khol o te aring thupi gi ge ding hina ama pen to ai ke olympic ding hi le ma bang chiding ya ama ba ya khai te mo ya khai te hi na a khol to ke sai na khol comment sum zong na gam nang khong jin jin ne yang a jin ko ma long sum tam pi nga mo ina khol pen sum be khol la sum nga ke na hi te por hina travel blogger khan ma hina blogger long ke che vlogger long ke che na ta hina adia ke na khang no te khorzit ko me na khorzit uk ma te hi video pen na ding pen ang zon pha no meng na to ni na amai atui chong te ma da amai akal son ja te ki pan holim naung ne no na chang call pau to hi ding ai man call pau le siam lo keng na hang na ama keng pan na ide tho pen tho pi zoi chang na call pau tong ke holim nung chi to khat zon pha nge ya lúc năm mai ai vô rồi chứ sẽ có đây là ai vô gì nó thôi blog cái lúc mình nói lại dạ sau đó dạ chứ mà giáo đào chào vậy là cú la lao đó xíu vào là gì đi mà easy em là easy là cú la mà trái mà nala la lao cả đi bỏ vào ngoài thì tiền ở bên nhau đấy sang ai lao xíu là xin chọc la bị xíu mà bỏ đi mà em bỏ hạt là dạ đi mà giáo trên đi bên này toa ya là sao ya là người ya là đó lúc con này tàu này xí đấy đó là xí lúc chừng nào đi vui vui lại đó rồi tối đầu này anh đi một lúc chừng nào chừng mai dạ ông ta sẽ chỉ đi đó sẽ bỏ đấy sao vậy gọi này gì gọi sao vậy cái số tiền chừng nào cũng cao lắm cùng con lo sửa mẹ mà tập về mà đó sửa con này là lấy em con này thôiဒါနည်းနည်းပါပါဒီကိုမ skill ရှိတဲ့အတွက်ဒီမှာနာမည်တလုံးနဲ့ရှိတဲ့အတွက်ဒါထိုးလဲလုပ်လို့ရတယ်ကွာအကုန်လုံးလုပ်လို့ရတယ်ပြောချင်တာဘာမှ skill မရှိဘဲနဲ့ဒီမှာနေရင်လဲဒါအရာလုံးကအဆင်ပြေမှာလဲမဟုတ်ပါဘူးကြာ လို့ပါပဲဒါပေမဲ့အခုချိန်မှာ skill ရှိမိဟိုမှာနေလို့စမပြောလို့လာနေကြတာဆိုတော့အဲ့လိုပဲ surprise လုပ်နေရတာရှိလဲရှိအောင်လုပ်ရတော့ okay ကျွန်တော်စားလိုက်ရအောင်တကယ် topic ကိုစားလိုက်ရအောင်ဆိုတော့ကျွန်တော်သိတာကျတော့ကျွန်တော်ထင်တယ်2020ဒီ time မှာပဲဒီ BKK မှာပဲအဲ့မှာကျွန်တော်ကတော့ပြောမယ်ဆိုရင်အရန်ကိုအားကြရတဲ့အမတယောက်ဆိုတော့မစင်ရနေတာစကားပြောကြည့်တယ်ပြောကြည့်တဲ့ချိန်မှာအမကတော့ပြောမလားအဲ့မှာပဲတွေ့တယ်ထိုင်းမှာပြန်ဆုံးတယ် ဟုတ်တယ်ထိုင်းမှာပြန်ဆောင်တယ် ဘာလဲကောင်ဆုံး ဟိုအဲ့တော့ကလေကျွန်တော်ရာအကြက်ရက်ခဲ့တာပြီးတော့ကျွန်တော် message ပို့တာကြည့်မလားမကြည့်မလားတော့ကျွန်တော်တိတ်အရန်ရင်ခုန်ခဲ့ရတယ်ဘာလို့ဆိုတော့အဲ့ချိန်မှာကျွန်တော်ပို့လိုက်တဲ့ချိန်မှာအမကျတော့အရန်ကိုပြောမယ်ဆိုရင်အရန်ကိုသဘောကောင်းပြီးမှဒါခိုဆန် road ကိုသွားရအောင်အဲ့ဒါခါတည်းခေါ်လာတယ်ဆိုတော့ညနေခါတည်းကျွန်တော် ချေခေါင်းမင်းလည်းမဟုတ်ချေရအောင် ဆိုတော့ ဗီဒီယိုရိုက်တော့မှာ ဟိုမှာရောက်လိုက်တော့ဘယ်လိုလဲဆိုတော့ရအဲ့မှာအရန်ရင်းနေသွားတာအဲ့တရက်ထဲနဲ့ရင်းနေသွားပြီးမှအဲ့မှာဗာလဲ weekend market ချက်တစ်ချိန်မှာလဲအမကပဲဒီ weekend market ကတော့အရန်တန်တယ်လာခဲ့ပါဆိုတော့လာတယ်မှာတွေ့သွားတယ်ဒီမှာဒီခီးထွက်တဲ့ကျွန်တော်လဲအဲ့ချိန်မှာမခဲနိုင်ငံပဲတော်ဖို့တာကိုစင်ကာပူနဲ့ဘန်ကောက်ပဲတော့ထွက်လာတာ3နိုင်ငံလား4နိုင်ငံလားထွက်လာစင်ကာပူကနေလာတာဟုတ်တယ်အဲ့တော့ကအမကျတော့သူကပါလဲမြန်မာပြည်ကနေထိုက်ကိုလာတယ်ဒီမှာစင်ကာပူသွားတယ်ကွာကျွန်တော်တို့ကျတော့စင်ကာပူကိုသွားလာတယ်အဲ့မှာ
အဲ့မှာပညာရလိုက်တယ်ကွာဟာမင်းတို့သွားတဲ့ပုံစံမမှန်ဘူးဒီလိုမျိုးသွားရဲဆိုအဲ့လောက်ချန်တယ်အဲ့လောက်ကျပဲပါနေတာဘတ်ဂျက်ကစကုန်လုံးတော့ပြရတယ်အများကြီးတင်ယူခဲ့ရတယ်ဆိုတော့ဒီနေ့ကတော့အဲ့အကြောင်းတွေပါတော့မှာဆိုတော့ဒီကခေးမထွက်ခင်အတစ်ခေးမထွက်ခင်ထက်ဆိုင်ရတော့ဒီခေးထွက်တဲ့ဝါဒနာကဒီ travel blogger ကိုခေးထွက်တာဝါဒကပတ်စံရလို့ထွက်တာလားမဟုတ်ဘူးဆိုရင်ကလေးကနေခေးထွက်တာကိုကြိုက်တာလားအဲ့ဒါတစ်ချက် ဒီငယ်လေးကနေခီးထွက်တာကိုကြိုက်ရင်းနဲ့ခီးတွေထွက်ရင်းနဲ့ခီးထွက်ရကနေပတ်စံရှာလို့ရတဲ့အလုပ်ကိုရွေးခဲ့တာဒါပေမဲ့အဲ့ဒါက travel blog ကအလုံးမဟုတ်ဘူး travel center ရဲ့တူကရဲ့အဲ့တော့ငါအဲ့ဒါတွေလုပ်လို့ရှိရင်တေချာပါငါခီးကိုပတ်စံမကုန်ထွက်လို့ရမယ်ဒီခီးရတဲ့တစ်စင်ပတ်စံဝင်မယ်ဆိုပြီးတော့လုပ်ခဲ့တာ blogger လုပ်ခဲ့တာက information ကိုသွားတဲ့အတိုင်း share ပေးချင်လို့လုပ်ခဲ့ရင်ပတ်သက်ပဲ blogger ကပတ်စံရတယ်ဆိုတော့တိလို့လုပ်ခဲ့တာမဟုတ်ဘူးเนาะဒါပေမဲ့အခုချိန်မှာတော့ blogger ကနေပြီးတော့ blogger ရဲ့ဒီဟိုကနေပြီးတော့ပတ်စံတွေဝင်နေဆိုတာတိလာတယ်တိလာပြီးတော့ဒီဘက်ကနေလည်းပတ်စံတွေချက်ဝင်လာလုပ်တယ်စပြီးတော့ blogger လုပ်ခဲ့တာကတော့ပတ်စံရလို့ဆိုတဲ့ဟာနဲ့ပတ်စံမရလဲအခုလိုမျိုး bonus တွေမွေးတယ်လို့ရှိရင်မရဘူးဆိုလဲဆက်သွားနေအောင်ပါပဲစာတွေမတင်ဖြစ်ပဲဒီ blogger live ကိုရက်သွားရင်လည်းအပြင်မှာခီးဆက်သွားနေပါပဲဒီမရှင်းသွားနေပါပါခေးထွက်ရတာကြိုက်လို့ကိုလုံနေတာကြိုက်လို့ချစ်လို့လောက်တာကြိုက်တာတကူပို့တယ်ချစ်လို့ကိုလောက်တာရအဲ့ဒါနဲ့တခါတည်းသွားရအောင်ဆိုဒီpatient ပြောရမလားကိုယ့်ရဲ့ patient ကဘယ်လောက်ထည့်ရေးပါလဲဒီအလုပ်ငန်းမှာပေါ့ဥမာခေးထွက်ရဆိုရင်တချို့ဆိုရင်ပုံထဲမှာမြင်တဲ့ဟာကအရန်လာတယ်ကွာဒါပေမဲ့အိမ်မှာတောင်တရတော့ပါတော့အရန်ကိုဘယ်လိုပြောမလဲ hiking တော့ပါဆိုအရန်ခက်ခဲအရန်ပြင်ပန်းရဆိုတော့ဒါပေမဲ့ကျွန်တော်ကြတော့တချို့ဆိုခင်ဗျဒီလောက်ထိကျွန်တော်မျိုးတွေကဘယ်လိုပြောလဲဆိုတော့ခင်ဗျဒီလောက်ထိခီးထွက်တာမပြင်ပန်းဘူးလားတောင်နေတော့တက်လို့ရှိရင်တော်တော်များလေပတ်စံနေကုန်ပြီးတော့ဘာလို့ပင်မဒီတောင်နေသွားတက်တာလဲဆိုပြီးတော့ဟုတ်တယ် complain လာတက်ကြတာဘာလို့ပတ်စံနေကုန်ခံပြီးတော့သူတို့တွေက luxury ကိုပဲ hotel မှာတဲအဲ့လိုမျိုးတွေငါကိုသွားတာပတ်စံလည်းကုန်နေတယ်ပင်လည်းပင်နေတယ်လူကလည်းပြန်ကြပြီးတော့သွားတယ်ဘာလို့အဲ့လိုသွားကြလဲဆိုအဓိကအချိန်ကြံခဲ့မှာ memory တွေပဲကြံခဲ့မှာအဓိကအဲ့ဒါပဲပတ်စံကစိတ်ထဲမှာကိုတွေးထားရတာပတ်စံဆိုတာမသေးမချင်းရှာလို့ရတယ်အသက်ရှိနေပြီပတ်စံရှာလို့ဒါပေမဲ့ဒီလိုတောင်တက်တော်တိုခီးတွေ memories တွေကတက်ငယ်တဲ့အချိန်မှာပဲအသက်ဆိုတာကကြီးလာတာအေးကပြန်ငယ်သွားမယ်ဆိုတာမရှိဘူးတစ်ချိန်မှာပြန်ကြည့်ရင်ဒီဟာတွေကလုံးဝကိုယ့်အတွက်တကယ်ကို memories ကောင်းနေပဲကြံအဲ့ memories တွေကိုဖန်တီးဖို့အသက်ကြီးလာတဲ့အချိန်မှာတစ်ချိန်ပြန်ကြည့်ဖို့အတွက်ဒီချိန်မှာအဲ့လိုပြေးသွားတယ်ဘာလို့အသက်ငယ်တော့မှပဲဒီဟာတွေသွားလဲဆိုတော့အသက်ကြီးလာတဲ့အချိန်ကိုပတ်စံနေလဲရတဲ့အချိန်မှာ luxury ခီးတွေကအဲ့ချိန်မှာ WeChat နဲ့လည်းသွားလို့ရတယ်အဲ့ချိန်မှာတောင်တက်ဆိုလို့ပတ်စံဘယ်လောက်ရှိမတက်နိုင်တော့အဲ့ဒါကြောင့်လို့ဒီချိန်မှာခက်ခဲတဲ့ဟာတွေပြင်ပန်းတဲ့ဟာပြီးတော့ကိုကြောက်တဲ့အရာတွေအငင်းကြောက်တယ်ရေပူကမှကြောက်တယ်အဲ့လိုမျိုးကြီးကြောက်တယ်ဆိုကြောက်တဲ့ဟာတွေပို့လို့ဖြစ်တယ်ဘာလို့ဆိုတော့အသက်ကြီးလာလေလေစိုးရိမ်မှုလူတိုင်းကစိုးရိမ်မှုတွေပူပန်မှုတွေတောက်ကတွေနောက်ဆန်တင်းနေရတယ်တပီးများလာတဲ့အချိန်မှာတက်ကြီးလာလို့မလုပ်ဖြစ်လေအဲ့တော့ငယ်တဲ့အချိန်မှာအဖမ်းချားတွေစွန့်စားရတွေကြိုက်လို့လုပ်အဲ့တော့ကြီးလာရင်ဒီကြတော့မလုပ်ဖြစ်တော့ဘူးတော့မှလွန်ခဲ့တဲ့9နှစ်လုံးကလုပ်ခဲ့တဲ့ຢာတွေအခုပြန်လုပ်ဖြစ်မလားဆိုရင်ကြောက်တဲ့ຢာတွေစိုးရိမ်နေຢာတွေရများသွားပြီအဲ့ဒါကြောင့်မလို့ငယ်တဲ့အချိန်မှာတောင်တက်တယ်အဖမ်းချားတွေသွားတယ်မလုပ်ရဲတာတွေကြောက်တဲ့ဟာတွေအကုန်လုပ်ကြည့်တယ်ပတ်စံရှိလာပြီအသက်ကြီးလာပြီဆိုရင်တော့တေချာဘက်ကတော့အဲ့ချိန်ဆိုရင်တော့ business class လေးစီးပြီးတော့ luxury ပဲသွားတော့မှအဲ့ချိန်ကျရင်လည်းတောင်တက်နိုင်တော့လေဒီကတော့ memories တွေ memory တွေချန်ဖို့ဒါပေမဲ့တခုတော့ရှိရင်တော့အဲ့မှာအမအဲ့လိုသာပြောတာဒါဆိုရင်အမရောဒါခရီးစားထွက်တော့ကမိဘတွေကသဘောတူလာပေါ့ဒါတော့ပြောမယ်ဆိုတော့အခုလူငယ်တွေလည်းခရီးထွက်ချင်ကြတာပဲလေဒါပေမဲ့မိဘတွေကအရန်သားတယ်ကွာတရက်ကပါစကားမှာဖြစ်ခဲ့တာအဲ့ဒါကဒီမှာမြင်နေအမှဆိုတော့ဒီကာဘယ်လိုပြောမလဲဒီ travel ခေးထွက်ဖို့လိုတယ်ဟုတ်တယ်အဲ့ဒါကဘယ်လိုမျိုးစားခဲ့တာလဲပေါ့ပါမစ်ကမရဘူးအင်းရှိအိမ်နောက်သွားရင်ကိုနောက်ကျနေတက်ဘယ်လောက်ကနေစားခဲ့တာလဲပေါ့မာများနည်းနည်းပါလောက်က sorry နည်းနည်းပြောပါဦးတယောက်တည်းခီးစားထွက်ခဲ့တာအသက်20မှာစားထွက်ခဲ့တယ်မိဘတွေနဲ့ကတော့20မတိုင်ခင်ထိကတော့တောက်လျှောက်ဒီဘက်နဲ့ခီးတွေမြဲထွက်လေးရှိတယ်ခီးသွားတာကိုလည်းအကရေဝါသနာပါတယ်နောက်ဆုံးအဖေနဲ့အမေရဲ့ generation ပေါ့သူတို့နှစ်ယောက်ကခီးသွားတာကြိုက်တယ်သူတို့အပြူလူပြူဘွားတွေကခီးသွားတယ်အဲ့လိုအိမ်ရှိအိမ်နောက်သွားပြီးတော့ရခိုင်မှနေကြတော့
ငချောက်ငချမ်းနေအိမ်ကတဲသွားပြီးတော့ဟိုတခြားမင်းမှုတို့မကွေးတို့ဘက်မှာငချောက်ရောင်ပြီးဈေးအိမ်နဲ့ခီးထော်ပြီးပြန်လာကြတယ်သူတို့ကအဲ့လိုလူမျိုးတွေ อืม ကိုကအဲ့စီက generation ကပါလာတယ်လို့အဲဝါသနာတွေသူတို့စီကပါလာတယ်ဆိုတော့လေသူတို့ကကိုထက်တောင်ကျန်းနေတယ်ပေါ့နော်အဲ့လိုအိမ်ကရောင်ချချက်ပစ္စည်းယူရတယ်အခီးမှာရောင်းခဲ့တယ်အဲ့ရောင်းရတဲ့ဝင်နဲ့ခီးစေးလုပ်ပြီးတော့ပတ်ပြီးပြန်လာတယ်အဲ့လိုအဲ့ဆိုကိုထက်ဆိုတယ်အမေတို့ဆိုပြောဘူးတယ်အဲ့လိုရေသွားခတ်မှဆိုပြီးတော့ရေအိုးထဲမှာဆန်နေပြီးအိမ်ကပစ္စည်းတွေစားတောက်ပြီးပြေးရောင်းအိုးလိုက်ကြီးရောင်းလိုက်တယ်အဲ့ရတဲ့ပတ်စံနဲ့သူတို့ခီးသွားအဲ့လိုဒီခက်ချင်အောင်ဆောင်ပြီးတော့အိုးထဲမှာပြေးထည့်သွားအဖိုးတို့ဘော်တော့မသိအောင်ပေါ့နော်အဲ့သူတို့တော့အဲ့လိုမျိုးဆိုတော့သူတို့သမီးဖြစ်တာဆိုတော့မဆန်းဘူးလေသူတို့လည်းဒါမနိုင်ဘူးလေအဲ့တော့လက်မခံဘူးခီးသွားဖို့လက်မခံတာမဟုတ်ဘူးနော်အိမ်ထဲကနေအိမ်ပြင်မျိုးထဲသွားရင်တော့မှသူတို့ကစိတ်ပူတယ်အရန်ကိုစိတ်ပူတတ်မိပါတယ်မှာပါတယ်ပြီးတော့တူရီတော်သမီးဖြစ်တယ်အင်္ဂလိပ်ဖြစ်တယ်တူရီတော်သမီးဖြစ်တယ်ကောင်တော့ဖုန်းမှုထားကြတယ်အင်းရှိအိမ်တော့သွားရင်တော့မှဖုန်းဆက်နေပြမာရောက်နေတယ်အိမ်ပြင်မထွက်ရသေးပေးချိန်ပြလာမှလဲပြင်တစ်ခါထွက်ရင်အနည်းဆုံး10ကောက်ထက်မနည်းဖုန်းဆက်တယ်အဲ့လိုမိဘတွေစီကနေဒီလိုခီးသွားဖို့ဆိုတာအရန်ခက်ခဲတယ်တခုတည်းပဲပါမရဖို့လုပ်ခဲ့တာကယုံကြည်မှုမိဘတွေစီကယုံကြည်မှုတစ်ခုကိုပဲအနိုင်ပိုင်းခဲ့တာသူတို့ယုံကြည်အောင်နေတယ်မဟုတ်တာမလုပ်ဘူးအဲ့တော့ဆိုရင်ငယ်တော့ရီးစားတွေပါဆိုလည်းမထားဘူးအရက်တွေပါဆိုလည်းမတောက်ဘူးပြီးဘားတွေကလတ်တွေနိုင်အောက်ထွက်တာတွေသူတို့အဲ့တော့ဆိုရင်ဒီမှာစေးသုံးတာတွေပါရှိလူငယ်တွေလေအဲ့ဒါမျိုးတွေဆိုလည်းကိုမလုပ်ဘူးသူတို့စိတ်မချတာကိုမခီးသွားတာတခုပဲကြီးအဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကိုသူတို့ချပြတယ်သူတို့မြင်အောင်ခီးသွားတယ်ဆိုတာဒီလိုမျိုးပထမဆုံးခီးစဉ်တွေမှာဆိုသူတို့ခေါ်သွားတယ်ကိုသမီးအလုံးလုံးနေတာကဒီလိုအပိုင်းတွေမှာဒီလိုလောက်ရတယ်ခီးထွက်ရင်ဟိုသူတို့စိတ်ထဲမှာယုံကြည်မှုရအောင်ပေါ့အော်ငါသမီးခီးထွက်နေဒါတွေလုပ်နေပါလားအဲ့ဒီနဲ့ဒီလိုသွားနေပါလားအဲ့သူတို့စိတ်ထဲမှာသူတို့မျက်မြင်တက်တည်ရအောင်သူတို့တစ်ခေါက်ခေါ်ရတယ်ခေါ်သွားပြီးတော့ဘယ်တော့မှသူတို့စိတ်မချတာမျိုးမလုပ်ခဲ့ဘူးပေါ့နော်အဲ့အတွက်သူတို့ကကြာလာတော့အဓိကအဖေကယုံကြည်မှုပေးလိုက်အဖေကယုံကြည်မှုပြီးသွားပေးတယ်အဖေကမတားဘူးတားတဲ့ထဲမှာအမေပဲပါတာအဖေကငါသမီးကြိုက်တာလို့ငါသမီးကိုယုံတယ်တခွန်းနဲ့ပဲပေါ့နော်အဲ့လိုနဲ့သူတို့နည်းနည်းလေးကြာလာတော့ယုံကြည်လာတယ်ကိုကလည်းယုံကြည်မှုမပြတ်အောင်နေအဲ့တခုကအရန်ဟိုဖြစ်တယ်ရေးကြည့်တယ်နည်းနည်းလေးတစ်ခေါက်ပြတ်သွားပြီဆိုတော့နောက်တော့6ကပြတ်တော့မှာ6ကပြတ်တော့မှာဆိုတော့ပြီးတော့လုံးဝအပြတ်မခံဘူးယုံကြည်မှုခီးသွားတယ်ဆိုခီးပဲသွားတယ်ပဲသွားတယ်ပဲဘာလုပ်မလဲအကုန်လုံးပြောခဲ့တယ်ပြီးတော့သူတို့ဂတိတစ်ခုပေးထားတယ်အမေသမီးကခီးသွားဟိုနေရာနေဒီနေရာရောက်ရှင်ရောက်သွားမယ်ဟိုကြီးကနေဒီခီးရောက်ရှင်ရောက်သွားမယ်ဒါပေမဲ့အမေတို့အတွက်ဘဝမှာနာမည်ပြရလောက်သမီးဘာမှမလုပ်ဘူးသမီးကိုရောအမေတို့တော့သမီးဘယ်တော့မှနာမည်ပြရသေးမလုပ်ဘူးအဲ့တခုတော့သမီးကိုယုံကြည်ပေးဆိုအဲ့ကလေးကိုပေးခဲ့တယ်အခုချိန်ကြီးလည်းအဲ့ဒါကိုတည်ပြီးအဲ့ကလေးကယုံကြည်မှုရပြီးတော့ခီးတွေထွက်လာတယ်ဆိုလက်စင်ပထမဆုံးခီးထွက်တဲ့တယောက်သေးပေါ့နော်မိဘမပါမင်းတဲ့ခီးဒီလိုမျိုးခီးထွက်တဲ့အချိန်ကားပဲချိန်လဲဒီမှာဘယ်နေရာလဲပေါ့အသက်20မှာတယောက်တည်းထွက်တာကတော့ကလောကိုထွက်တယ်ဒုတိယတစ်ခေါက်ကအဝေးဆုံးကတော့ချင်းပြည်အဲ့တော့ကချင်းပြည်ဆိုရင်ခေါင်တယ်လေခေါင်တော့တော်ရုံပေးမလို့ဘူးဘယ်ခုနှစ်ဖြစ်မလဲဒါ2019မှာ2019မှာတော့ပေးမလို့ဘူးချင်းပြည်ဆိုတာလွန်မှုပြီးသွားနေပြီလောက်ပဲကြည်ဘူးတာဟုတ်တယ်ပြီးတော့ဒီချိန်လို့ဟာလို့ဆိုတာကရီဒိုဆိုတာကြားဘူးတာကြားဘူးတာအဲ့တော့ကိုကပိုင်းလော့ခီးသွားရမယ်ဆိုတော့အမှစပြီးတော့ဒီစထွက်တယ်ဒါပေမဲ့အဲ့ဒါတော့တယောက်တည်းမဟုတ်ဘူးတခြားသူတွေပါတယ်ဒါပေမဲ့ကိုတငယ်ချင်းတွေစုပြီးထွက်တာလည်းမဟုတ်အလုံးသဘောနဲ့အဝေးသွားရတယ်ကိုတိုင်လည်းအဲ့တော့ကအရန်ကြောက်တယ်အရန်ကြောက်တယ်ဆိုတာအဲ့လောက်ခီးရှည်ပြီးပထမဆုံးမထွက်ဘူးမိဘတွေမပါပဲနဲ့ကိုကလေမိဘလက်အောက်မှာကြီးလာတဲ့လူဆိုတော့လေကြောက်တယ်ဟိုသွားနေတာအဲ့တော့ကတော့မရဲသေးဘူးအဲ့လောက်ကြီးညဖာဘူးဖြစ်သွားရင်စိုးရင်စိတ်ကတော့စိတ်ထဲမှာအပြည့်ပဲလူကတော့သွားနေတာအရန်ကြောက်တယ်အဲ့ဆိုချင်းမှာငါတခုဖြစ်သွားဘယ်လိုလုပ်မလဲငါတယောက်တည်းဘယ်လိုလုပ်မလဲအဲ့အစိတ်တွေအရန်ကိုကြောက်တယ်ပထမဆုံးငယ်လေးငယ်သေးတယ်ဆိုတော့အမေခီးစဉ်ပြန်လာပြီးတော့တော်တော်လေးကိုချင်းပြည်ကမြန်မာနိုင်ငံထဲမှာဆိုရင်သွားတဲ့တူတူမြတ်ကလေးမှာအဝေးဆုံးတော့ပြောရမယ်လေညာနှစ်ရက်ခီးလောက်ကားနဲ့သွားရတာလေလေးနဲ့တော့မဟုတ်ဘူးတော့အရန်ဝေးတယ်အဲ့တော့ကတောင်ပေါ်မှာဆိုဟိုတယ်တွေပါမရှိဘူးလေလူကအိမ်တွေမှာအိတ်ဖုန်းကြောင်းတွေမှာအိတ်2019လောက်ကအဲ့လိုမျိုးဟိုခီးချမ်းကိုသွားလိုက်တော့နောက်ခီးတွေမှာ
AC ဖြစ်သွားတယ် အစီပြတာ အဲ့ခီးစဉ်ကလုံးဝကိုယ်ယုံကြည်ကိုယုံကြည်ဖို့အေးပါပေးလိုက်တာ ပြောချင်တာအချမ်းဆုံးခင်းနဲ့စလိုက်တော့ အကျဉ်းဆုံးခီးနဲ့စလိုက်တော့ ကျန်တဲ့အားကြောင့် ဘောလုံးမိုင်းတာဖြစ်သွားတယ်အဲ့လောက်ရှည်လည်းမသွားဘူး ရာ ကလေးကိုစီးရတာ20ကျော်တယ် ဟာနာနေဆက် 90ကျော်တယ် နောက်ဆုံး စီးရတာတခါမှရန်ကုန်ပြည်တွင်းမှာမြန်မာပြည်မှာ90ကျော်ခီးကိုမစီးဘူးလေမန္တလေးကလောလောက်ပဲစီးဘူးလားအဲ့ဒါကလုံးဝကိုယုံကြည်မှုအပြည့်ပေးလိုက်တဲ့ခီးပဲတကယ်နောက်ပိုင်းကတော့ပါလာတောင်းသွားပြီကြောက်တော့ ဆိုတော့အခုကဗာလဲDD server TD server nodes ဆိုတော့အဲ့ဒါဘာဖြစ်လို့နာမည်ပြေးလိုက်လဲဒီမှာTD နာမည်ကအဲ့ဒီ platform နဲ့ဘယ်ချိန်ကစခဲ့ရလဲပေါ့ဒီနေ့ပါတာမျိုး 2017ဒီဇင်ဘာလောက်မှာ page စဖွင့်တယ်စဖွင့်ပြီးတော့ page ကိုလည်းလူသိတာမဖြစ်စေချင်ဘူး ဒီအချက်က ဒီကငါကခီးသွားနေရတယ်ငါကချင်းပြည်ကိုလည်းအဲ့ချိန်မှာချင်းပြည်ကိုနှစ်ခေါက်ရှိပြီးရောက်တာ ချင်းပြည်ကိုနှစ်ခေါက်ရှိပြီးဆိုတော့ချင်းเจ้าနေရေးတဲ့ promote လုပ်တာကိုလည်းသိမတွေ့သေးဘူးပြီးတော့ချင်းလူမျိုးတွေဒါကိုကသဘောကျတယ်သူတို့ရဲ့စိတ်ထားလေးတွေအရင်ချစ်ဖို့ကောင်းတယ် အဲယူတာပေါ့ ရိုးပြီးတော့လေတကယ်ဧည့်သည်လာလို့ရှိရင်သူတို့ကလေစိတ်ထဲမှာသူတို့တနာလဲတနာမိတယ်ချစ်လဲချစ်တယ်သူတို့ရိုးသားတာလေးကိုလည်းကိုကအရန်မျောရတာပေါ့အချိန်မှာငါချင်းပြည်ကို promote လုပ်ချင်တယ်ပြီးတော့ငါချင်းပြည်ကိုတစ်ခေါက်လာပြီးစာရေးဖို့ဆိုတာမလို့အခုကတောက်လျှောက်ကချင်းပြည်ကိုသွားနေရတာဆိုတော့ငါ page လေးဖွင့်ပြီးတော့စာရေးကြည့်မယ်ဒါပေမဲ့စိတ်ထဲမှာလေအဲ့တော့က blogger ဆိုတာကလက်ချိုးကြီးလို့ရတယ်ဆိုတော့နည်းနည်းရှက်တာပေါ့ကိုနင် blogger လုပ်နေလားပါလားမင်းရှက်လို့ ပတ်စံရတဲ့အလုပ်လည်းမဖြစ်သေးဘူးလေ ပတ်စံရတာရမှန်းလည်းမသိဘူးရမှန်းလည်းမသိဘူး blogger တွေမှာဝင်ငွေကဘလို့ရှိမှန်းလည်းကိုကမသိဘူးအဲ့ဒါမဲ့ကိုအဲ့လိုမျိုးစာရီရေးကျင်တယ်ကိုမှစာရင်းတင်တန်းနေပါလေလောက်တက်ခဲ့တာမဟုတ်ဒါပေမဲ့ဝါသနာတစ်ခုကပဲအရင်ခံသွားအဲ့ဒါနဲ့နာမည်ချင်းကအေးတတာလိုင်းတတာဆိုတော့ THD ရတတာဆိုတော့ TD ပေါ့ဟဲ့လို့TD ပေါ်ဆိုပြီးရငါရဲ့ travel notes လေးပေါ့အဲ့လောက်ပဲဆိုပြီးတော့ကိုပါကိုပေးခဲ့တာအခုချိန်ထိအဲ့နာမည်ပဲပေါ့နော် TD travel note ပြောင်းဘူးနော် တော့မ ဆို ပြော တော့ င်း ခဏပြောင်းရနော် ဟုတ်တယ်မပြောင်းဖြစ်ဘူးဆိုတာမရချင်းတောင်ပုံနဲ့ TD travel note ကလူတိုင်းတွဲပြီးတော့မှတ်မိနေကြတော့အဲ့ဒါကိုမပြောင်းချင်ဘူးဟုတ်ဆိုလုံးဝဒါတွဲမြင်နေပြီလေအရင်တော့ပထမဆုံး profile ဆိုရင်တော်တော်များမှတ်မိကြတယ်အဲ့လိုမျိုးတချို့ဆိုဤစားမထားနဲ့ခီးသွားဆိုပြီးအင်ကြီးွားလေးနဲ့ ဟုတ်တယ်အဲ့တော့တော်တော်များမှတ်မိကြတယ်ပထမဆုံးက ကျွန်တော်ပထမဆုံးတတိထားမိတာက2019ထင်တယ်ဟိုကလေးမျိုး post လေးကလေးမျိုး post အဲ့မှာ ဤစားမထားနဲ့ခီးသွားဆိုအင်ကြီးကဘယ်တော့ယူသွားတာအဲ့တော့ဤစားလည်းမရှိဘူးလေဤစားမရှိဘူးဆို attitude travel note ကအဲ့ကလေးကစပြီးရေးတယ်ပထမဦးဆုံး post က ဟာမင်္ဂလာပါ မင်္ဂလာပါရောက်နေ တယ်ရောက်နေတယ် ဟာကဲတွေ့မယ်လေဒါ ရှင်းတယ်လေโอเคအခုက Facebook မှာတနည်းအားချိန်လိုက်မယ် โอเค ဘယ်နည်းနေ့ထိရှိပါလဲ တစ်ဖက်ခါလေး ကဲဘယ်နဲ့ပြန်ချိန်လဲ โอเค ဟာကောင်းလိုက်လားအသိများတာလဲဝိုင်းလဲ ရဘယ်သူလဲဆိုတော့ရဟိုဘေးရောက်မှကြီးတယောက်ဖြစ်တယ် ဟောကျမ်းပေးနေပါထွက်လာကြတာမသိ ရဆိုတော့ရဒါတီဒီနဲ့ဒါဆန်တီဒီနဲ့ဘယ်လိုပြောမလဲဒါကကိုဝဒနာပြီးမှ information ကို sharing လုပ်ပေးချင်တာပြီးမှပထမဆုံးအနေနဲ့တော့ခုနအမပြောတာရန်တဘောပြီးမှကြေးရိုးလဲတင်တယ်ဘာဖြစ်လဲဆိုတော့ချင်းပြည်ကိုဘယ်သူမှသိမသိဘူးလူမှုခီးသွားနေဒီလောက်ပဲခုနပြောသလိုဒါပဲဆိုတော့ဘယ်သူမှသိမသိဘူးဒါပေမဲ့တကယ် nature ဘာမှပြုပြင်ပြောင်းလဲဟိုဘယ်လိုပြောမလဲလောက်အောင်ဖန်တီးပြီးမှအဲ့လိုမျိုးလုံနေအောင်လဲချင်းပြမချမ်းသာဘူးဆိုတော့တဘာဝအကြကိုဒီ nature ကိုဒီ nature vibe ကိုခံစားချင်တယ်ဆိုတော့ချင်းပြလာရမှာပဲဒါပေမဲ့လူတွေကအဲ့ဒါမသိဘူးဒီမှာခုနပြောသလိုရန်ကုန်ကနေနေရက်ခရီးဆိုတော့အဲ့ချိန်နဲ့ဆိုရင် အဲ့ ရာ တော့ က လည်းချိန်မပေးနိုင်ကြဘူး မပေးနိုင်ကြဘူး ပြီးတော့ပင်မချင်းပြီးသွားရင်ပင်မနဲ့ကားစီရတာပင်မနဲ့ပုံထားတယ်အဲ့လိုမျိုးတွေကြားဘူးတော့တော်ရုံချင်းပြီးခရီးသွားဖို့သူတို့အတွက်အရင် adventure ဖြစ်တယ် အဲ့တော့ကျွန်တော်2019အမရဲ့ကျေးဇူးကြောင့်လည်းအများကြီးပါမယ်ကျွန်မလွန်မိုးခရီးသွားနေတယ်တော့ဗါတော့ဖြည်းဖြည်းချင်း information ကတက်လာတယ်2019နောက်ပိုင်းဆိုရင်ချင်းပြtourist တွေနည်းနည်း ဟုတ်တယ် ရောက်လာကြတယ် များလာပြီ 2020ကိုဗစ်တာမဖြစ်ဘူးဆိုတော့ဒါတော့တကယ်ဖြစ်သွားတော့မှာ ကိုဖြစ်ရင်လည်းကိုဒီမှာချင်းပြီးတော့ပလက်နေအများကြီးရှိတယ် ညာ ပြီးတော့
ဒါကတော့ဂျားဖက်ပြောတာကိုရီးယားခီးစဉ်တစ်ခုကိုပြည်နယ်တစ်ခုကိုအားကိုးပြီးတော့ခီးစဉ်တစ်ခုကိုဆွဲတယ်ဆိုလို့ရှိရင်အဲ့ပြည်နယ်အတွက်ကိုပါချင်အောင်လုပ်ပေးတယ် อืม အဲ့ဒါကိုတွေးတယ်အဲ့ဒါကကုမ္ပဏီရဲ့အဓိကအရေးကြီးဆုံးအချက်ငါတို့ကဒီချင်းပြည်ကိုမှီခိုပြီးတော့စီးပွားရှာမှာ อืม အဲ့တော့ငါတို့ချင်းပြည်အတွက်ဘာလုပ်ပေးနိုင်မလဲ ยา အဓိကအဲ့ဒါဘာဖြစ်လို့ဆိုတော့ချင်းပြည်ကနေပဲနှိုက်သွားပြီးတော့တိုးတွေလောက်ကောပတ်စံတွေရှာထားပြီးတော့ချင်းပြည်ကနောက်ဆုံးကိုရီပြန်သွားတဲ့အချိန်မှာလည်းဘာမှမကြံငယ်ဘူးဆိုရင်အဲ့ဒါကဒါအလုံးမဟုတ်ဘူးဒါကိုရီးယားဒါကိုရီးယားကျတော့ချင်းပြည်ကိုကျေးဇူးရှင်လို့မျိုးသဘောထားတယ်အခုချိန်နေလဲ post တွေမှာအများရှင်ရေးပါတယ်ချင်းပြည်ကကျေးဇူးရှိတယ် เออ အများနဲ့ကျေးဇူးရှိတဲ့နေရာအဲ့တော့ချင်းပြည် tourism ပြန်ပြီးတော့ဖွံ့ဖြိုးလာမယ်တေချာတော့ချင်းပြည်မှာအထိုင်ချပြီးတော့ promote သွားလုပ်မှာဒါကလုံးဝပြတ်သားတဲ့ ပြတ်သားတဲ့ ဆုတ်ဖြတ်ချက်ပဲ ဘာဖြစ်လို့ဆိုတော့ရှောင်းဆောင်မှာဆိုလို့ရှိရင်ရှောင်းဆောင်ဆိုတဲ့ဟာသိမသိကြဘူးဒီချိန်မှာဟိုပဲရှောင်းဆောင်ရအောင်သိမသိကြတော့ဘယ်လိုလုပ်လဲဆိုတော့ရှောင်းဆောင်ကလူတွေကဝင်ခွင့်ပေးတယ်ပရင်းဝင်ခွင့်ပေးတယ်ဒါပေမဲ့သူတို့ပတ်စံကောက်ခိုင်းတယ် ยา ဘာလို့ဆိုတော့ကိုရီးယားလည်းဒီဘက်မှာပတ်စံယူတယ်ပြီးတော့သူတို့ပဲပေးလိုက်တယ်ပတ်စံ อ่า ဘာလို့ဆိုတော့အကျိုးမဲ့တစ်ခုကြံအောင်လေ human zoo လို့မဖြစ်စေချင်ဘူးဒါကြည့်ပဲပြန်သွားတယ်အမိုက်တွေခွန်နေပဲကြံခဲ့တယ်သူတို့ကဘာမှမကြံလိုက်အဲ့အတွက်အဲ့ရလူကိုဘလောက်ယူပါသူတို့အတွက်ကိုအကျိုးမြတ်တစ်ခုချန်ပေးတယ်ရွာအတွက်ပေါ့အဲနောက်ဆုံးရောက်လို့ရှိရင်တစ်နေ့တစ်ခါ Christmas တော့လည်းကောင်း New Year တော့လည်းကောင်းအလှူတွေလုပ်တယ်ချင်းပြည်အတွက်နောက်ဆုံးဘယ်နေရာမှာဆိုသူတို့တော့ဝင်ငွေတစ်ခုရအောင်ဖန်တီးပေးတာပေါ့နော်သူတို့ဝင်ငွေရကောင်းမှလည်းမသိအဲ့တယ်လိုင်းဆိုတော့ပြောနေကြရတကယ်ရုပ်ခန့်နေလာရင်အဲ့တယ်လိုင်းကိုပြောနေကြတာအာပြန်ကောလာတယ်မုတ်တွေပါလာတယ်ပျော်တယ်အဲ့ဒါပဲအဲ ยา အဲ့တော့ကိုရီးယားအဲ့လိုမျိုးမဖြစ်စေချင်ဘူးလာမဲ့လာသူတို့လည်းပတ်စံရစေချင်အဲ့တော့ဒီရှောင်းဆောင်ရအောင်ဝင်ဖို့အတွက်ကိုဒီဘက်လူတွေကြီးကအမောင်းတစ်ခုကောက်ထားတယ်အဲ့ဒါတွေအကုန်လုံးရှောင်းဆောင်ရအတွက်ကိုပဲပြတ်တူခဲ့တယ် ยา အဲ့တော့လေသူတို့ကအော် tourism ဆိုတာဒီလိုပတ်စံရပါလားသူတို့သိသွားတယ် ยา သိသွားတော့နောက်လူတွေလာလဲသူတို့အဲ့ဒါမျိုးတွေလုပ်လို့ရတာမဟုတ်ရင်အမြဲတမ်းအလကားကြီးပဲဆိုရင်ချင်းပြည်ရဲ့နောက်ဆုံးမှာအခုံပဲကြံခဲ့မှာအဲ့လိုမဖြစ်စေချင်ဘူးသူကပတ်စံယူရကောင်းမှလည်းမသိဘူးဘယ်လောက်ယူလဲဆိုတော့သူတို့စီမှာဒီလိုမျိုးအမွေနှစ်တွေအလှပတွေရှိနေမယ်အဲ့ဒါတွေနဲ့ tourism ကနေပတ်စံရှာအောင်မယ်သူတို့မသိ မသိဘူး အဲ့တော့အဲ့ဒါလေးကိုလမ်းစာဖွင့်ပေးတယ်ဖွင့်ပေး အဲ့ဒါဖြစ်ပြောင်းလဲဆိုတော့ကျွန်တော်ချင်းတွေကဘယ်လိုဖြစ်လဲဆိုတော့ဧည့်သည်လာရင်ကွာဥမာကွာသူတို့မှချက်တွေအများကြီးမွေးထားတယ်ကွာသူတို့ကလေးတွေတောင်မှသူတို့မတက်ပေးဘူးတက်ပြီးမှသူတို့မချက်ပေးဘူးဒါပေမဲ့ဧည့်သည်ရောက်လာပြီဆိုရင်အဲ့ဒါတက်ပြီးမှချက်ပေးတာဧည့်သည်ကိုရင်စားပြီးမှဒါစားဆိုတော့ညာအရန်ကိုဘယ်လိုပဲအရန်ယူလဲယူတယ် ပြီး ညာ တော့တကယ်မတည့်ရလူဆိုတော့တကယ်စီးပွားရေးလုပ်တဲ့လူတွေကြတော့အဲ့ဒါကြီးကိုခွင့်ကောင်းယူ ခွင့်ကောင်းယူ တုံး မှ ချသွား အသုံးချသွားတာ ရှိ ညာအများကြီးရှိတယ် အဲ့ဒါကြောင့်မလို့ကိုကကြိုပြီးတော့အဲ့ဆိုချင်းပြည်မှာမဟုတ်ဘူးပြည်နယ်တိုင်းကို tourism ကရတဲ့ဝင်ငွေတွေအများကြီးရစေချင်တယ် ညာ အဓိကဒေသခံတွေရစေချင်တာ ညာ စီးပွားရေးသမားတွေရစေချင်တာမဟုတ်ဘူးသူ့ဒေတာကဒေတာခံတွေကိုပဲအဓိကရစေချင်တာဆိုတော့ချင်းပြည်သွားလို့ရှိရင်အိမ်မီမှာရှိတဲ့သမင်းဟင်းတွေကိုပဲချက်ခိုင်းတယ်အဲ့ဆိုသမင်းချက်ပြီးတော့အဲ့တွေကိုရောင်းလို့ရရင်သူတို့ဝင်ဝင်ရပါလားဆိုတဲ့အချက်ကိုလည်းသိစေချ သိ င် စီ တယ် ခြင်းတယ် ပြီးတော့ဝင်နာတွေရွာတွေလေးလာပြီဆိုလို့ရှိရင်လည်းအလကားလေးလာတဲ့ဆိုင်ကိုရပတ်စံပေးတယ် ပတ်စံ ။အော်အဲ့တော့ဒါလေးကလည်းသူတို့ဒီလိုလုပ်ရင်ပတ်စံရပါလားဆိုတော့အနည်းဆုံးတော့သူတို့အမြင်လေးတစ်ခုရသွားတယ်။သမင်းဆိုင်နေဆိုလို့ရှိရင်လည်းချင်းတောင်မှာတည့်ရတဲ့အတိုင်းတနင်္ဂနွေဆိုရင်စားစရာဆိုင်တော့မရှိဘူး ရှိပါ ။မရှိဘူးဆိုတော့သူတို့ဘယ်လိုလေးချက်ပေးအဲ့ဒါဆိုငါတို့ဘယ်လိုပေးမယ်အဲ့တော့သူတို့ကလည်းရောလုံးလို့ချင်းစိတ်တွေပုံများလာတယ်သူတို့မှဟိုတောင်ရဆိုင်တာလို့ကျန်တဲ့အလုပ်မရှိဘူးလေမရှိတော့တူရီဇင်ကနေပတ်စံရပါလားတူရီဇင်ကနေပတ်စံရစေချင်တယ်အဓိကအဲ့ဒါပဲ ညာ ဒေသခံတွေကိုတူရီဇင်ကနေဝင်ငွေတွေအများကြီးဖန်တီးစေချင်တယ်နောက်ထပ်လှုပ်ချင်တာတွေအများကြီးရှိတယ်ချင်းပြည်မှာ home stay တွေလှုပ်ချင်တာတွေကဖေးတွေပွင့်အများကြီးလှုပ်စေချင်တယ် ညာ သူတို့ဒေသခံတွေကိုပဲလှုပ်စေချင်တာကိုယ်တိုင်မှရှင်းတယ် အဓိကကတော့ခုနကပြောတော့ဒါလူတွေကိုကိုငင်ချင်တဲ့စိတ်နဲ့ဖြစ်လာတော့ဒါကခုနပြောတော့ဒါဒီကျွန်တော်မြန်မာစကားရောဒီဗုဒ္ဓဘာသာမှာဆိုရင်ရောဒါဘယ်လိုလဲကုသကံဘယ်လိုမျိုးလဲအချိုးပြီးပေါ့ဘာအချိုးပြန်ပြေးတာပေါ့ဒါခုနပြောသလိုကွာဒါပတ်စံရချင်လို့မဟုတ်ဘူးသူတို့ကိုကိုငင်ချင်တာတတ်ရဲ့ဒီမှာ information ရဲ့ဒီမှာအကုန်လုံးကိုဒီချင်းပီကို promote လုပ်ချင်တဲ့အတွက်ဒါရမိုက်တယ်ပြီးတော့ဒါဆိုကျွန်တော်အရန်တိချီဒီကြီးတဲ့သူတွေလည်းတိချင်တဲ့အရာတကူပေါ့ကျွန်တော်ကိုယ်တိုင်လည်းတိချင်တဲ့အရာတကူကပါလဲဆိုတော့ okay ခရီးထွက်တာကဝတနာပါမခရီးထွက်လာတယ်ဆက်ပြီး blogger လည်းဖြစ်မယ်ဆိုမှဒါထားလို့တာလည်းမဟုတ်ဘူးကိုဝတနာပါလို့ကိုရဲ့ travel note တွေကိုဒါ information sharing လုပ်ပြတာပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီဝတနာကိုလုတ်ရင်းနဲ့ဘယ်ချိန်လောက်မှာဝင်ငွေစဝင်လာတယ်ဒါဒီခရီးသွားတာနဲ့ပတ်သက်ပြီးမှလေခရီးသွားထွက်ရင်းနဲ့ဝင်ငွေစဝင်တဲ့အခါ
အခု travel blogger page လောက်တာ9နှစ်ရှိပြီ อืม 9နှစ်မှာကိုပဲညံ့လို့လာတော့မသိဘူးကိုကပတ်စံရတဲ့နေပဲတိတ်မသိလို့လား4နှစ်လောက်မှာအော် travel blogger ဒီလိုပတ်စံရပါလားဆိုတော့သိတာအဲ့ဒါ4နှစ်လောက်ကြာရှေ့က4နှစ်လောက်ကကိုအိတ်ဆိုင်နဲ့ကိုရိုက်ခဲ့တာလုပ်ခဲ့တာကြီးပဲ อืม 4နှစ်လောက်မှာကိုကလည်းကိုယ့်ဘာကိုပဲတီးတန့်နေတယ်ကိုကဆိုကို့မှာဝင်ငွေရတဲ့ travel center အလုပ်ရှိနေတဲ့အတွက်ဒီ travel blogger ရဲ့ဝင်ငွေကိုအရင်စိတ်ဝင်စားခဲ့တဲ့အထက်မှာပါတယ်ပေါ့နော်။အဲဆိုကိုယ့်အနေကိုလမ်းကြောင်းကိုယ့်အလုံးနဲ့ကိုယ်ရှိပြီးသားဆိုတော့အဲ့မဲ့3-4နှစ်လောက်အကြာမှာ4နှစ်လောက်အကြာမှာကို့ product တွေကလာချိတ်တာတို့ခီးစင်တွေ hotel တွေကလာချိတ်တာအဲ့တော့မှသူတို့တွေကပတ်စံပေးတာဟိုလေသူတို့ပြောလို့ရှိရင်တော့သူများတွေယုံကြည်မှယုံမှာပါဒါပေမဲ့လွန်ခဲ့တဲ့ဟဲ့အဲ့လိုမျိုးရတာ10သိန်းတွေ15သိန်းတွေပေးတယ် hotel တွေပြီးရင်နောက်ထပ် product တွေပါတယ်ပေါ့ ရန်ကုန်မှာဆိုဟိုတယ်ခဏခဏကြောင်နေလေ အဲ့ဒါမျိုးတွေကပတ်စံရပါလားဆိုအဲ့တော့မှတိလာတော့မှစာရေးတဲ့ဟာဒီနေ့ပြောင်းလာတာပေါ့ပြောင်းလာတာဆိုတာသူတို့စာရေးသားပေါ်က2မျိုးရှိတာပေါ့အရင်တော့ဆိုရင်ကိုကအဲ့ဒါတွေကောင်းနေမထဲတော့ကိုစိတ်ထဲရှိတဲ့အတိုင်းပဲကိုက sharing လုပ်ပေးတာပြေဝအောင်ဒီဘက်ရောက်လာကြတော့စီးပွားရေးဘက်ကိုတနေ့ file blogger အောင်းဆိုလာတွေကများလာတော့ များလာတော့ဒီဘက်ကြီးတော့ခုနပြော hotel review တွေအဲ့တော့မှဆိုရင်ဟိုအရင်တော့ဆို review တွေပဲတိတ် hotel နဲ့ပတ်သက်လို့ commercial တွေတိတ်မရေးဘူးလေ ဒီမှာတဲလောက်ကောင်းတယ်ဒီလောက်ပဲ ကလေးသွားတယ်ဘာလို့လဲအဲ့လောက်ကြီးပြီးတော့ဟိုမရေးခရီးစင်တော့ပဲရေးတယ်နောက်ပိုင်းကျတော့ဒီ product တွေပို့လာ PR gift တွေပို့တယ် hotel တွေကချိတ်တယ်အဲ့တော့ကတော့ bonus တွေပါတယ်ဆိုတာမရှိသေးဘူးလေထိုင်းရောက်မှရတာဆိုတော့အဲ့တော့ကတော့အဲ့လိုမျိုး commercial တွေချိတ်လာတော့မှအော် travel blogger ဆိုတာဒီလို commercial နဲ့အဆန်ရပါလားဆိုတော့သိသွားတော့မှစပြီးတော့ commercial တွေလုပ်ဖြစ်တာဒါလည်းသူတို့လာအဲ့တော့မှပဲလုပ်ဖြစ်တာကိုယ်တိုင်ကတော့ တော့မရှာဘူး တော့အဲ့လိုတော့မရှိအမရှာတော့ဘာလို့ဆိုကိုက travel blogger live တစ်ခုတွေနဲ့ရက်တည်နေရတယ်မဟုတ်တဲ့အတွက်ဒါကိုအရင်အကူစရာမလို travel blogger pitching လို့စခဲ့တာမဟုတ်ဘူး စားခဲ့တာမဟုတ်တဲ့အတွက်ကိုကဒါကြီးကိုအကူစရာမလိုရမရလဲအမြက်ပဲမရလဲဘာမှမဖြစ်ဘူး မရအဓိကတော့ရဖို့မျှော်လင့်ချက်နဲ့လောက်တာမဟုတ်တဲ့အတွက်တော့ဒါ ရမရတော့လဲပြော လောက်ချင်လောက်ကိုလောက်နေတာ လောက်ချင်လို့လောက်တာအဓိကအဲ့ဒါလောက်ချင်လို့ကိုလောက်တာဟိုကြိုက်လို့လောက်တာချစ်လို့လောက်တာအဲ့တော့ဟိုလာဖိတ် PR ကပေးပြီးရင်တော့ပြောတယ်ဗါလို့ပြီးရင်ဘယ်လိုတွေလုပ်ရတကယ်ချင်းတွေကိုခေါ်သွားတာ အဲ့လိုဟိုတယ်တို့ကတော့ဖိတ်ပြီးဆိုရင်ကအပျော်တာကွာခီးထွက်ရတာပဲပတ်စံနေပါတယ်အဲ့လိုကောင်းနေမထည့်ဘူးဘာလို့ဆိုအဲ့တုန်းကအလုပ်တွေလည်းပေါ်တယ်လေအလုပ်တွေကလည်းရှိတော့ကောင်းနေမထည့်ဘူးအခုကြာမှဒါဒီ travel blogger live ကနေအော် bonus တွေ monetization တွေအဲ့တုန်းကမှ YouTube ကစောက်ဖွင့်တာ စဖန်တာပြီးတော့ဟွာပါလားအဓိကတော့ဒီ2019နောက်ပိုင်းဆိုရင်တော့2020လောက်ပေါ့2019 2020လောက်ဆိုရင်ခုနပြောတော့ဒီကြောင်ညာတော့ဗါတော့အခု2023လောက်လည်းရှိသေးတယ်ထင်တယ်ဟိုပါလဲရန်ကုန်ကတချို့ဟိုတယ်တွေကစဆိုတော့ဒါပြောမှဆိုရင်ဒီခရီးသွားလို့ရင်းနဲ့ဒါဝတနာပါတဲ့သူတွေလည်းပြောမယ်ဆိုရင်ဒီဘက်မှာဝတနာပါရင်းနဲ့ဒါလို့သွားတယ်ဆိုရင်ဒါအခုမှလည်းအချင်းတကူရောက်လာရင်တော့ဒါလည်းကိုဝန်းရေးကိုလည်းဖြည့်ပေးနိုင်တယ်ပေါ့ စောစောစီးဒီနယ်ပယ်အကြောင်းကိုသိခဲ့ရင်တော့စကလေးကလောက်ခဲ့ရင်ဒီအချင်းလေးတစ်ခုမှတကယ်ဟိုပတ်စံနေအများကြီးရတဲ့ blogger တယောက်တော့ဖြစ်နေလောက်ပြီဒါပေမဲ့သိခဲ့တာလည်း4နှစ်လောက်ကြာမှသိခဲ့တာဆိုတော့ဒါပေမဲ့ဒီချိန်မှာလည်းကျွန်တော်အားကျခဲ့ရပါတယ်ဒါခေးထွက်နေတာပဲဒါ ခုခေတ်ဟိုတွေကပိုရတယ်ပေါ့တစ်နှစ်လောက်တွင်းမှာလုံးဝfollower တွေ million ချီပတ်စံလေးအများကြီးရဘာလို့ဆိုသူတို့ကလမ်းကြောင်းတစ်ခုကိုသိပြီးတော့မှဝင်လာတဲ့လူတွေကြာဆိုတော့လေကိုကြတော့သိတာမရှိဘူးငါပြောလို့ရေးတယ်ငါမြင်းရှင်တဲ့ချိန်ကျရင်ငါမရေးတော့အဲ့လိုပဲစိတ်ကရှိတယ်ဆိုတော့ပြီးတော့ staycation တွေ hotel တွေဆိုတော့ covid ကာလမှာ staycation ဆိုတဲ့ဟာကြီးပေါ်လာတယ်ဟုတ်ရင်တော့ staycation ဆိုတာရှိမှမရှိတာ ဟုတ်တယ်ဆိုတော့ခရီးထွက်တဲ့ချိန်ရောဒီပခရီးထွက်တဲ့ချိန်ရောပြောမှဆိုရင်တချို့ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ဒါတချို့ဘောစီတွေပေါ့တငယ်ချင်းတွေရောဒီမျိုးတွေထဲဘောစီတွေဆိုရင်ကိုခရီးထွက်နေတဲ့တော့အရန်ကိုပတ်စံအများကြီးတုံးနေတဲ့ချုံးနေတဲ့ဟာဖြစ်နေတာပေါ့ဒါနဲ့ပြောမှဆိုရင်ဒီခရီးထွက်တဲ့ချိန်မှာရောဘယ်လိုမျိုးဒီလမ်းကြောင်းတော့ရတယ်ဒါလမ်းကြောင်းပြောတာတဲ့ဆိုင်ရင်တကယ်ထွက်တတ်ရင်တော့ဒီလိုရှိတယ်ပေါ့ပြီးမှတကယ်ခရီးထွက်ချင်နေဆိုတော့လမ်းကြောင်းတော့ဒီလိုရှိတယ်ပေါ့ဘာနဲ့နည်းနည်းပါးပါပြောမှဆိုရင်ဟိုတစ်ခါကကျွန်တော်စင်ကာပူမှာတွေ့တယ်လို့ပေါ့မဟုတ်ဘန်ကောက်မှာတွေ့တယ်လို့ပေါ့ကင်းမျိုးတော့သွားတဲ့လမ်းကြောင်းကမားနေတယ်ကင်းမျိုးတော့ရှုံးပြီပေါ့ဒါဘာညာပေါ့ဆိုတော့အဲ့အကြောင်းကိုလည်းနည်းနည်းပါးပါknowledge အနေနဲ့နည်းနည်းပါးပါဒီခက် စရိတ်သက်သာကိုထွက်တဲ့ပုံစံဆိုတော့ ပုံစံကဒါ
ခရီးထွက်ချင်တယ်ဆိုတော့ဒါနီလန်းတွေအများကြီးရှိတယ်ဗာညာပေါ့ဒါဈေးကတော့မပြောတာတော့ကောင်းပါတယ်ဟုတ်ခီးထွက်တာက၃မျိုးရှိတယ်ပေါ့နော်ဖျားဖို့ထွက်တာလားလူကြီးတွေကတော့ဖျားဖို့ထွက်တာဒါမှမဟုတ်ကိုကတစ်နှစ်မှ6လတခါလောက်လောက်ကတင်လာယူပြီး vacation ထွက်တာလားဒါမှမဟုတ်ကိုရီလိုမျိုး full time ထွက်တာလားအဲ့မှာရွေးရပြီလေကိုရီက full time full time ဆိုတော့6လမှတခါဟိုခီးသွားနေတဲ့လူလိုလေရင်တွေကားတွေဟိုဟိုတယ်ကြီးတွေတည်ပြီးတော့ထွက်လို့မရအောင်တေးကြတယ်ကိုကတစ်လောက်မှ28ရက်လောက်ခီးထွက်ချင်နေရတယ်အဲ့တော့တခုကိုရှော့ရတယ်ကိုက rich kid လည်းမဟုတ်ဘူး background လည်းမရှိရတဲ့အတွက်အရာအလုံးကိုလိုချင်နေလို့မရဘူးပြန်မှန်းခံပြီးတော့ဒီနေရာကိုရောက်အောင်သွားမလားနောက်မှရင်6လောက်မှတစ်ခါသွားမလားတော်တော်များများရန်ကုန်ကခီးသွားပြီးတော့ဟိုတယ်ဒီမှာပန်းကြီးခီးသွားနေတဲ့လူတွေဆိုတာကသတင်းကြုံမှတစ်ခါတို့ကြံမှတစ်ခါတို့ပိတ်ရက်ရှည်ရတော့မှထွက်ကြတယ်ဒီမှာတစ်ခေါက်နှစ်ခေါက်ပေါ့အဲ့လိုပဲထွက်ကြတယ်ကိုရီးယားမဟုတ်ဘူးလေအချိန်တိုင်းထွက်နေတဲ့လူတွေကအဲ့လိုထွက်ရင်မနေနေတဲ့သူတွေပေါ့မွေးသွားမှာလေမွေးသွားမှာဆိုတော့ခီးသွားမယ်ဆိုလို့ရှိရင်အဓိကမိတ်ဆွေကောင်းတွေပေါ်လို့လည်းပါမိတ်ဆွေကောင်းရှိတာကနောက်ဘုံခင်းတစ်ခုရှိတာခီးသွားနေရမှာအရင်ရေးပါတယ်ပင်ညာရောက်တဲလို့ရမယ့်အိမ်ရှိတယ်သမင်းနေဆုံးတနက်ကျွေးရမယ့်အိမ်ရှိတယ်အဲ့တော့အဲ့လိုတွေကိုဘာဖြစ်လဲဆိုတော့ကိုကလည်းပြန်လာတဲ့အချိန်မှာပြန်ကူညီတယ်ပြန်ကူညီတော့မရဘူးလေဟုတ်တယ်ကျို့ရန်ကုန်ကလူတွေရှိပါတယ်ဟိုသွားတော့တဲခဲ့ပြီပြန်လာတဲ့အချိန်မှာမတိကျအောင်ဆောင်နေကြအဲ့လိုလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဒီကနောက်ဘုံခင်းတစ်ခုရှိတော့ဘယ်နေရာရောက်တဲစရာအိမ်ကြီးရှိရယ်လိုက်ဖို့စရာလူလေးရှိတယ်အဲ့ဒါကလည်း budget ချွေထားတဲ့တကယ်မှာပါတယ်ပြီးတော့ဒါတို့ကဒီပြည်ရင်းမှာကြီးသွားရင်ဘယ်တော့မှလင်းရင်မစီးဘူးလင်းရင်စီးကိုစီးရမယ်ဆိုတဲ့အချိန်ကျမှလင်းရင်စီးတယ်လင်းရင်စီးတာလည်းအေးရှာလို့မစီးအေးရှာ7 kg ပဲစီးတယ်အဲ့တော့လူမသိတဲ့အကြောင်းအရာတွေပေါ့လူတွေကကြာနိုင်ငံခြားရောက်သွားတာပဲသိရလေဒီလိုတွေချွေတာခဲ့တယ်ဒီလို transit hour တွေအကြိုက်စီးပြီးဒီလိုမျိုးတွေပြန်မှန်းခံပြီးစီးလာတယ်ဆိုတာမသိဘူးအေးရှာစီးရနဲ့ရိုးရိုးစီးရနဲ့အရန်กว่าတယ်ရန်กว่าတယ်ဟုတ်နော်အဲ့တော့လင်းလက်မှတ်တွေဝယ်လို့ရှိရင်2လလောက်ကြိုဝယ်တယ်စီအေးရှာပဲရှိတယ်အသက်တာလို့ဆိုတာပဲရှိတယ်အသက်တာဆုံးကားလိုင်းတွေပဲရှိတယ်ပြီးတော့ hostel နေတယ်ဒီတော့ဤစားမရှိတော့ hostel နေအောင်နော် hostel နေတဲ့ hostel ကအရန်သက်တာတယ်တယောက်တည်းသမားတွေအတွက်ဆိုမြန်မာငွေ1000လောက်ရှိုံနဲ့အဓိကအဲ့တော့ hostel နေတာသက်တာတယ်ပြီးတော့အရှိရလုံခဲ့တဲ့3-4နှစ်မှာခီးထွက်ခဲ့တာပြောရရင်ကိုကပတ်စံမကုန်ခဲ့ဘူးလေအဲ့ဆိုကိုက guide လဲလုပ်တယ်ကိုကလည်းကိုကုမ္ပဏီကလည်း travel center ဖြစ်နေတဲ့အတွက်ကိုအတွက်ကခီးသွားဖို့တီးဆန်ဆိုတဲ့စီမကုန်ခဲ့ဘူးပြီးတော့ကိုအရန်ထွက်ရှင်နေတဲ့ခီးဆိုကိုကခီးစဉ်ဆွဲချောက်လိုက်တစ်ချက်ကောင်းတစ်ချက်ပဲအဲ့ဒါလည်းပို့တယ်ကိုလည်းရောက်တယ်အဲ့လိုမျိုးသွားနောက်ပိုင်းခီးကြတော့လုံးဝတေချာပလန်လာတယ်ဒီခီးထွက်မယ်ဆိုလို့ရှိရင်အခုထွက်နေတာကအရှိတောင်အရာတွေမှာထွက်နေတာဟုတ်တယ်ရှိတောင်အရာပြီးသွားပြီဆိုရင်တော့ဘယ်နှစ်ဘယ်ကာလနားပြီးတော့ဟိုဘက်တော့နောက်ထပ်နိုင်ငံကြီးပေါ့ဖတ်ဖို့တော့အစီအစဉ်ရှိတယ်အဲ့လိုမျိုးတွေဆိုရင်ကိုကစတွေက plan နဲ့ဘယ်ကနေဘယ်တော့လဲဘလို့အိမ်မှာဘလို့တင်းနေရလဲနည်းတော့ဂုံးစင်းရတာပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်ပြီးတော့ကိုရီးယားဘာမသွားဘူးကလပ်မသွားဘူး fine dining ဆိုင်တွေထိုင်ဘူးခဏ coffee ဆိုင်တွေသွားမထိုင်ဘူးအိမ်မှာပဲဆိုတာဒါကခီးသွားဖို့အတွက်ဟို shopping မထွက်ဘူးshopping မထွက်ဘူးဆိုတော့လိုတဲ့ဟာလောက်ပဲဝယ်တယ်တကယ်လိုတာပဲဝယ်တယ်ခီးအမြဲသွားနေတဲ့လူတယောက်ရဲ့နောက်ွယ်မှာနေ့စီက once လိုချင်တာမဝယ်ဘူးလိုအပ်တာပဲဝယ်တယ်အဲ့တော့ရမတော့ဘူးဘာမတော့ဆိုတဲ့ကဘတ်ဂျက်ကဒါ safe ဖြစ်တယ် safe ဖြစ်တယ်လုံးဝကောင်းလေးကလည်းသူမတောက်တော့ဘူးကိုလည်းမတောက်ကိုကတော့ social drink တစ်ခါတည်းတောက်တယ်ဒါပေမဲ့အဲ့ဒါတွေမသွားဘူးပြီးမသွားတဲ့ချိန်အိမ်မှာပဲနေရလေဘယ်မှမသွားဘူးလေဘယ်ကိုယ်ဆိုင်မှလည်းမထိုင်အဲ့တော့အဲ့ဟာတွေကိုခီးသွားတဲ့တဲမှာပဲတုံးတယ်အဲ့တော့အခုခီးသွားခြင်းလို့ပတ်စံကုန်ကြများတယ်လို့ပြောနေရလို့တော်တော်များများသူတို့က shopping လေးကလည်းထွက်ချင်တယ် coffee ဆိုင်လေးကလည်းထိုင်သေးတယ်ဘားလေးကလည်းသွားတယ်ခီးလေးကလည်းထွက်ချင်တယ်ဆိုရင်ဟုတ်တယ် luxury တဲမှာလည်းတဲချင်တယ် luxury ကိုကအိတ်လို့ရရင်ပြီးပြီကိုကအဲ့လိုမျိုးကိုအဓိကရောက်ချင်တာ destination နေရာ hotel မဟုတ်ဘူးဒီနေရာကိုငါတော့ရောက်ချင်တာအဓိက hotel မဟုတ်ဘူးအဓိကငါအိတ်လို့ရရင်ပြီးပြီကိုကအဲ့လိုမျိုးဒီဟာကိုအရန်ချစ်တဲ့လူဆိုတော့ကို destination ရအောင်ရပြီကိုဘလို့နေဘလို့စခေါင်းစားပြုတ်နဲ့လည်းကိုကစားတတ်တယ်အဲ့တော့ဒီဘက်မှာ3စီတွေပုံလုံး short sharp လိုက်ရတယ်ခီးထွက်ဖို့အတွက်အဲ့ဒါတွေကြာတယ်လူမမြင်တဲ့အပိုင်းဖြစ်သွားတယ်တော့ကcoffee ဆိုင်တွေပါဆိုတိတ်တော်ရုံဓာတ်ပုံနေတင်နေဆိုတာကိုဖိတ်လို့ချစ်လို့ခင်လို့ကြွေးတာတို့ရှိတယ်ကိုကနဲ့ကိုပတ်စံကုန်ကြများမဲ့ဟာတွေဘာမှမလုပ် shopping တွေလည်းမလုပ်မလိုရတာဘာမှမဝယ်ဟုတ်တယ်
ဘာလို့လဲဆိုခီးထွက်တဲ့အချိန်မှာပဲစားတယ်ဒေတာစားတွေစားတယ် street food တွေစားတယ်အဓိကခီးမှာပဲတော့ချတယ်ပတ်စံတွေပေါ့နော်အဲ့တော့ဆိုင်တဲ့ပတ်စံတွေပေါ့လားခီးမှာပဲရှိတယ်ကိုညာစီမရှိ ဆိုတော့ဒါခုနပြောသလိုဒါအမပြောရင်းနဲ့မှကျွန်တော်ပတိထားလာပတိနည်းနည်းပတိပြန်ရတာလေကိုကလိုချင်တာရေလိုရတာရေဒါအများကြီးစဉ်းစားရတယ်ဒါ fiction ဆိုရင်ခုနပြောသလိုဒါအဝယ်စားဆိုရင်ကျွန်တော်ဆိုရင်ဒီ engine ဆိုရင်ကျွန်တော်အနွေးထည်မရှိဘူးဒါပေမဲ့လင်းပေါ်မှာဆိုအရန်ချမ်းတယ်ဒါပေမဲ့ကျွန်တော်ကအနွေးထည်ပဲတည်တောင်းဝယ်လို့မရဘူးဒါနွေးဖို့တော့မှန်တယ်ဒါပေမဲ့ကျွန်တော်ခရီးထွက်ရင်ဒါကအမိုးလည်းဖြစ်တယ်ပြီးမှဒါလည်းပေါ်တယ်လေလဲခံတယ်ပြီးမှဒါနဲ့အပြာဘာဖြစ်လို့ရွေးလဲဆိုတော့ဒီကျွန်တော်စုခင်းနေပါလို့တော်ရစင် blue color တော့ yellow တော့ကဒါအရန်ကိုထင်တယ်ဆိုတော့အများကြီးဒီတစ်ခုဝယ်ဖို့ကဒီတစ်ခုကိုမှဘယ်နေဘယ်လောက်ထိဒီတစ်ခုကဘယ်နေရာတွေမှာဘယ်လောက်ထိအသုံးဝင်လဲဆိုတာအများကြီးတွေ့ရတယ်အများကြီးသုံးဝင်တော့မှဒီပစ္စည်းကိုပြီးဖြစ်တယ်ဟုတ်တယ်တခါတည်းနဲ့ဒီနေရာမှာဒီတစ်ခုကသုံးဝင်တယ်မလို့တော့ဘူးဆိုရင်တော့ဟိုပဲပြတော့ဟုတ်တယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆက်သွားမယ်ဆိုရင်ဒါ backpack ရောဒီကျွန်တော် travel bag လို့ရောလေအခုဆိုကျွန်တော်ကဆိုဒီခရီးထွက်တဲ့ဆိုရင်ဒီ travel bag ကိုပါလာတဲ့ချိန်မှာအရန်တနာကြလေမျိုးလို့ဆိုရင်ဒါတငယ်ချင်းတွေဆိုခင်ဗျာပစ္စည်းကိုပခုနပြောတော့ပေါ့ကိုပစာနဲ့ခရီးထွက်ပြီးမှဒီအလေးကြီးကိုတဲပြီးမှလူမထွက်ရတာအရန်ပြင်ပါနေသူတို့ကအရန်တနာတာဒါမဲ့ဒီကျွန်တော်တငယ်ချင်းတွေပြောတယ်ဒီ immigration မှာတော့ဘယ်နေရာဖြစ်ကျွန်တော်သွားတယ်ဆိုရင်ဒီ backpack တွေနဲ့ခရီးထွက်တယ်ဆိုရင်အရန်ကိုပူလွယ်ကိုတယ်ပေါ့ဆိုတော့အဲ့အကြောင်းနည်းနည်းပါအားရ information နည်းနည်းပါ share ပါတော့ဒီ backpack အကြောင်းနည်းနည်းပါသူဈေးကအစသွားဘယ်လောက်ထိအသုံးဝင်လဲပေါ့သုံးလုံးကလည်းဒီ backpack ကနေပြီးတော့စပြီးဟောဖြစ်တာ backpack တွေလို့သွားတဲ့လူတွေ backpack ကပဲခေါ်ကြတာအဓိက backpack တွေက budget သမားတွေပြီးလို့ရှိရင်တကယ်ကိုခီးသွားတဲ့လူတွေမလိုအပ်တာတွေမထည့်ဘူးဒီကျောင်းဝဲတစ်လုံးမှာ backpack တွေကိုအရင် impression ဖြစ်ရဆိုတော့ backpack တွေကအရင် strong ဖြစ်တယ်ပြီးတော့ခီးစဉ်တစ်ခုကိုမလိုအပ်တာတွေမကုန်နိုင်အောင်အကုန်လုံးကိုစီမံခန့်ခွဲတဲ့ management အရင်ကောင်းတယ် backpack ကဒီ management ကောင်းတယ်အထောက်ထည့်တဲ့ management အစဒီပြီးသွားတဲ့ budget management ကိုဒီတငယ်ချင်းတွေကအကုန်လုံး management အရာအလုံးပေါ်မှာ backpack တွေအရင် management ကောင်းတယ်ပြီးတော့တတိကောင်းတယ်ဘာလို့ဆိုတယောက်တည်း backpack ကအများစုက solo backpack တွေများတာပေါ့များတော့ဒီလူတွေရဲ့ဘယ်လိုပြောမလဲပေါင်းသင်းဆက်ဆံမှုတွေကအရင်ကောင်းတယ်ပေါ့ပေါင်းသင်းဆက်ဆံမှုမကောင်းမနဲ့တယောက်တည်းခီးထွက်လို့မရအောင်ဟုတ်တယ်တယောက်တည်းခီးထွက်လို့မရအောင်ဆိုတော့အဲ့လို backpack တွေခီးသွားတာကိုအရင်တော့ကိုယ်လည်းအဲ့လိုလက်ကိကြီး ပိုင်းနဲ့ show နဲ့သွားတာပေါ့နော်ဒါပေမဲ့အဲ့နေရာမှာဘယ်ကနေစဖြစ်တာခုနပြောသလိုပေါ့လေစိတ်မှာဆိုလို့ရှိရင်ဒီလိုခီးသွားတာတော်နဲ့သွားတာအဲ့ဒါကို tourist လို့ခေါ်တယ်tourist တွေဆိုလို့ရှိရင်ဒီစိတ်ဒီမှာအခုဆိုရင် immigration တွေကစစ်တယ်ရစ်တယ်ရှိတယ်backpacker ဆိုတာတကဘာလုံးမှာကျိုးပွေးလွယ်ပြီးခီးသွားနေကြတဲ့လူ immigration ကလည်းတည်တယ်တကဘာလုံးကတည်တယ်ကျိုးပွေးလွယ်တာနဲ့ဒီလူ backpacker ဆိုတာတန်းတည်တယ်အဲ့တော့ဒီလူကတော့ခီးကိုတေချာပေါ့ explore လုပ်မဲ့လူဆိုရင် immigration ကအဲ့လောက်ကြီးမရှိတော့ဘူးပြီးတော့ပြန်လာမှာပဲသူ့နိုင်ငံကိုပြန်လာမှာပဲဆိုတာ 7kg နဲ့ရတဲ့အတွက် backpacker တွေက budget အရန်တက်တာဒီလိုကျိုးပွေးတစ်လုံးလွယ်ထားတဲ့လူကို immigration ကလည်း hand carry ပဲလေဒါ hand carry ပဲဒါမစစ်ဘူးသူကသူ 8kg ဖြစ်နေလဲဖြစ်နေမယ် 10kg ဖြစ်နေလဲပိုနေလဲပိုနေမယ်ဒါပေမဲ့โอเคသူ့မှာကျုပ်ဝိတ်တစ်လုံးပဲပါတယ်ဆိုရင်မစစ်တော့ဘူးမစစ်တော့ဘူးအဲ့ဒါအထက်မှာလေးမဲ့ပွင့်လဲပုံမှာပြီးတော့ backpacker တွေကအရန်ဟိုပစ္စည်းတွေထည့်တာ management ကျုပ်ဝိတ်ထဲမှာပါတဲ့ဟာတွေကမလိုတဲ့ဟာလုံးဝမပါတော့ဘူးအရင်တော့ lucky တွေနဲ့ကီးလာတော့ဆိုလို့ရှိရင်လေလိုပူဆိုပြီးထည့်လာတဲ့ဝက်စားတွေကမနေဘူးပြီးမိုးချဟုတ်တယ်မိုးဖြစ်ဘူးလို main ကလေးတွေကပို့ဆိုတာပေါ့ဒါလေးကလည်း10ထက်လောက်ပါလာတယ်ဒါပေမဲ့တကယ်ဝက်တာ3ထက်လောက်ဟုတ်တယ်ဒါလေးကလည်းလို kg တွေအများကြီး waste ဖြစ်တယ် kg waste ဖြစ်တဲ့အပြင်ဟိုkg တွေနဲ့ဝယ်ရတဲ့လေရင်လက်မှတ်တွေက double price တွေဖြစ်တယ်အဲ့ဒါတီးသွားပြီးနောက်ပိုင်းမှာကျုံးပွေးနဲ့ပဲထွက်တယ်ဒါပေမဲ့ကျုံးပွေးနဲ့ထွက်တဲ့လူအလုံးဝထင်သေးလို့မရဘူးကျုံးပွေးတစ်လုံးက4သိန်း5သိန်း6သိန်းကနေ10သိန်းကျော်တိရှိတယ်3သိန်း2သိန်းနဲ့တော့ကျုံးပွေးကမရတော့ဘူးဆိုလို့ရှိရင်အဲ့တော့ backpacker တွေကိုလည်းအရင်ထင်သေးလို့မရတကယ် backpacker တွေပတ်သက်မရှိလို့ backpacker တောင်းနေကြတာမဟုတ်ဘူးတချို့တွေကြတော့လေဘယ်လိုထင်လဲဆိုတော့ backpacker ကျုံးပွေးတစ်လုံးနဲ့ဖက်နဲ့တွေတွဲလောင်းချိတ်ခွက်တွေတွဲလောင်းချိတ်အဲ့လိုသွားနေရလို့အဲ့လိုမျိုးကလေးကရှိပုံစံမျိုးတချို့တွေကထင်ကြတယ်မှန်တော့မဟုတ်ဒါသူတို့ရဲ့ဝါသနာသူတို့ရဲ့ passion တကယ်အသေးတွေတောင်မှ backpacker ပုံစံမျိုးတွေသွားရင်တွေသူ့ရဲ့ fiction သူ့ lifestyle မှာသူကြိတ်လို့ကိုတယ်လို့လုပ်နေတာကိုလုပ်တာအဲ့လိုမျိုးဆိုရင်နောက်ပိုင်းကျတော့ backpacker ရဲ့အသုံးဝင်တွေပုံတွေ backpacker ရဲ့တန်ဖိုးတွေသိလာတော့နောက်ဆုံးကိုလည်း backpacker သွားတယ်လုံးဝ backpacker ဖြစ်သွားဆိုတော့ဒီ bag တလုံးကခုနပြောတော့အနည်းဆုံးဒီကျွန်တော်လွယ်တဲ့ဒီကျွန်တော် backpacker တွေကဒီ
55လီတာဆန်တဲ့ဟာတော့ဆိုတော့ဘယ်လောက်ဖြစ်မလဲဒါ အဲ့ဒါကတော့ brand ပုံမူတရားပေါ့နော် ပုံမှန်ပုံ average ရှင်တော့ ကိုကတော့ဓာတ်ကတလွန်သုံးတာများတယ်ဘတ်ဆိုရင်4500လောက်ကနေစတယ်ပေါ့နော်ဘတ်4500လောက်ကနေစတယ်ပြီးတော့ ဒီမှာငွေလို့ဆိုရင်6သိန်းလောက်ပေါ့ အဲ့လောက်ရှိ6သိန်းလောက်ရှိဒါပေမဲ့လည်းအဲ့ကျိုးဝိတ်တစ်လုံးကတစ်လုံးဒီပါသုံးကြတာ တုံးကြရလေ အဲ့တော့တန်တယ် တန်နေ အားကြတော့ကိုအတွက်ဒါ investment ပဲဘက်ကတယောက် investment ကျိုးဝိတ်ပဲဒါဆိုကျိုးဝိတ်ပုံမှန်မူတည်ရကျိုးဝိတ်ကမှ fashion တွေအများကြီးရှိရယ်ဈေးပေါ်တာတော့3သိန်းနဲ့ဝယ်လိုက်လို့ရှိရင်ချိန်မီးပြက်ဆုတ်သွားနိုင်တယ်ပြက်သွားနိုင်တယ်ပြီး ဟုတ်တယ်ဟုတ်တယ် အကျိုးဝိတ်ကတကယ်ကျိုးဝိတ်ကြောင်းတွေကိုလည်းမသိခဲ့ဘူးဘယ်လိုလဲပြောဖို့ဝယ်ခဲ့တာ ဟုတ်တယ် ကျိုးဝိတ်မမလေးဖနက်ချိတ်တဲ့ဟာ bluetooth ချိတ်တဲ့ဟာရေဘူးထည့်တဲ့ဟာအဲ့ဒါလေးတွေကစတိတိမမလေးတွေသူသုံးလို့ရတဲ့ဟိုဟာ function တွေပါတယ်ဆိုတော့နောက်ပိုင်းမှာလေဈေးကြီးပေးတဲ့ဟာဝယ်တော့မှပဲသိခဲ့တာ ဟုတ်တယ်ဟုတ် ဘ တယ် ဘကရဲ့ဟာတွေကတမိုးကအများများအဲ့တော့ဘဘကဝယ်ခြင်းတော့မှအိမ်မက်ထဲမှာပဲအုံမှတ်နေရတယ်ဈေးသားကြီးလို့ ဟုတ်တယ်ဟုတ်တယ် ဒါကကျွန်တော်တို့ဘာလို့ဆိုမတုံနိုင်ဘူး sorry the not face ဆိုပါလို့ဆိုမတုံနိုင်ဘူးအာအရန်ကိုအိမ်ကိုဆက်ချီ ဆိုရဒါမဲ့အဲ့ backpack ကျတော့ဒီခုနပြောတော့ဒီ travel bag တကယ် travel တကယ်ခရီးထွက်တဲ့ဒီ tourist တွေတုံးတဲ့ဒီ backpack တွေကျတော့ဈေးမြောက်တလောက်ကွာဒါအတုံးဝင်တဲ့ခုနပြောတော့တကယ်ခရီးထွက်တော့မယ်ဆိုရင် immigration တွေမှာရစ်တက်တဲ့ immigration တွေမှာလည်းသူကလွတ်သွားတယ် KG မှာလည်းခုနပြောတော့ hand carry ဖြစ်တဲ့အတွက်ဒါကျုပ်ပွေးတစ်လုံးဖြစ်တဲ့အတွက်အထက်မှာ ဟုတ်တယ် chance အများကြီး chance အများကြီးဖြစ်တယ်ဟိုရတယ်ဆိုတော့ထူးထူးတိတ်မမြေးဘူးလေခရီးထွက်တယ်ဆိုတော့ဒါလူငယ်လည်းဖြစ်တယ် ဘဘက ရ ဆိုတာတကဘာလုံးကဘဘကလည်း tourist နဲ့ကြီးသွားမှာမြောက်ခေါ်ခွဲနေတော့ဒီတော့ဘဘကဆိုရင်အနေနဲ့များနိုင်ငံတိုင်းကလည်းချိုးဆိုတယ် ရဟုတ်တယ် တော့ဘူးသူများနိုင်ငံကျွန်တော်မြန်မာဆိုရင်ဘဘကတွေဆိုရင်တို့ကအရင်က welcome welcome လုပ်တယ် ဟုတ်တယ်ဟုတ်တယ် အဲ့တခုကတော့ချုပ်ဘူးတယ်ပါလီလိုပါလို့ဆိုရင်ချုပ်ဝိတ် program လာရင်တို့က welcome to Bali အရင်ဟိုကသိကြတယ် ရဆိုတော့ရဒီနေ့တိုင်းမှာကခိုင်ကျွန်တော်ထင်တော့ခရီးမထွက်ဖြစ်တဲ့ခရီးအရင်နေ့တွေထက်ဆိုင်ခရီးမထွက်ဖြစ်တဲ့နေ့လို့ကျွန်တော်ထင်တယ်အမအတွက် ပေါ့နော်ကိုကခီး အရင်တော့ဆိုရင်အရန်ထွက်တယ်ကွာတဲ့မှာ2010နှစ်2010လောက်ဆိုရင်ဒီလိုပဲတောက်ရှောက် ကိုက ပါ ထို လာ င်းထဲမှာပဲသွားနေရတယ်ဒါပေမဲ့ထိုင်းထဲမှာသွားနေရတာကိုကလည်းသွားနေရတယ်လို့မခံစားရအောင် အိမ်မှာပဲနေရတယ်ခံစားရ အဲ့ တ လို ယ် ပဲဒါအိမ်ကနေဟိုနားနေနားသွားနေသလိုပဲခံစားရတာပေါ့နော် ရ ဒါပေမဲ့လည်းရောက်လက်စနဲ့အခုထားဆိုရင်ထိုင်းမှာမြောက်ပိုင်းရောရှိပိုင်းရော အကုန်လုံး ကုန်သွားပါပြီ ရ ကုန်သွားပြီဆိုတော့ဒါတရားဘောက်ကတော့နောက်ပိုင်းဆိုထိုင်းပြန်လာတော့ဘူးပေါ့နော်ဒီပေါ့အရင်တော့တော့မထွက်ဖြစ်ဘူးဆိုတာနိုင်ငံရေးအခြေအနေကြောင့်ရောစီးပွားရေးအခြေအနေကြောင့်အရင်တော့လိုမျိုးလဲဟိုသွားရလာရတာတွေရောပြီးတော့သူများနိုင်ငံမှာနေရတဲ့အတွက်ကိုငွေပုံငွေရှင်မရှိတော့တာတွေ ဒါမဲ့တခုတော့ရှိတယ်အမတော့မပြောချင်တော့ဖြစ်မှာပါဒီမှာကျတော့ခရီးလဲအများနဲ့ထွက်လို့မရတာဒီမှာထိုးလဲလို့တည်းဆိုတော့ဒီဟိုဘယ်နေရာလားထိုးလဲလို့တယ်ချင်းမဒီနာတော့အကုန်လုံးပူရဆိုတော့လေနော် ဒီတိုင်းကခီးထွက်နေရတယ်လို့လည်းဖြစ်နေတယ် ဟုတ်တယ် ဒါပေမဲ့ဒီပေါ့ကိုကဘာလို့မထွက်ဖြစ်တာလဲဆိုတော့ရှိမှာအရှိတောင်အရှာမှာလည်းသွားခဲ့ပြီးနိုင်ငံကတော့စုံသွားတော့လေ ရ ဒီတိတိလေးတွေပဲဆက်သွားမလားအကြီးဆက်သွားဖို့လဲဒီတော့မှခဏ short ထားရတာ ရ ပေါ့ ခုနပြောတော့လို့ အဲ သွားချင်တာဆိုတော့သွားတဲ့နေရာတော့ဖြစ်သွားတော့တာ ဘာလို့ဒီဘက်တိတိလေးတွေကိုသွားမလားတိတိလေးတွေကိုမသွားပဲစုထားပြီးအကြီးတစ်ခုသွားမှာအဲ့ဒါတွေကိုလည်းချိန်ရဘာလို့တိတိလေးတွေကသွားတာများသွားပြီ ညာသွား ဒီချိန်မှာအဲ့ဒါတွေကြတော့အခုချက်ချင်းလဲသွားနိုင်တယ်ဒါပေမဲ့အကြီးတွေသွားမှာရှိတယ်ခဏအောင်ထားတော့အောင်ထားတဲ့ချိန် ဒါမဲ့ကျွန်တော်ပြခဲ့တဲ့လာတော့အရန်အားကြတဲ့နေရာတခုရှိတာကျွန်တော်နေပေါ်ပေါ့ဒီ Mount Everest ဒီ camp base ကိုတော်လို့ချင်မှာအရန်ကိုရပြီးခဲ့တဲ့နေ့ကအော်တိုဝါလာမှာအတူတူသွားကြမယ်ဆိုမှအကုန်လုံးဆွေးနေကြပြီမှကျွန်တော်ကမရောက်ဖြစ်လာမရောက်နိုင်ဘူးဆိုတော့ရ လူတိုင်းကတော့အိမ်မက်တွေဆိုတာရှိရအကောင့်ထဲပေါ်တဲ့လူကနေတယ် ကျွန်တော်ကြည်သွားရင် အိမ်မက်တွေဆိုတာမက်နေဖို့မဟုတ် ဟုတ်တယ်ကောင်းတယ်ပေါ့အရန်ကိုအားကြခဲ့ရပါဆိုတော့ရောက်တာနဲ့ဟိုဗာလဲ base မှာတခါတည်းတက်ပုံတခါတည်းတင်ချလိုက်တော့အရန်လဲပေါက်သွားတယ်လေအေးအားကလည်းအကုန်လုံးပြန့်သွားတာ ပြောလဲမပြောဘဲနဲ့ဘယ်သူမှမသိပဲတက်တာဘာလို့ဆိုတော့တိလို့ကိုကမရောက်ခဲ့ရင် impression down နေပေါ့နော်သူမှမပြောငါတောင်းပေါ်ရောက်တော့မှပဲ ချက်ချင်းထဲလိုက်တာလေချက်ချင်း အဲ့ဒါဖုန်းလိုင်းလည်းမရဘူး အေး ရူပီတစ်ထောင်ပေးရတယ်အဲ့ဒါတင်ဖို့ဆက်ပြီးတော့ internet line ကိုဝယ်ပြီးတင်ခဲ့တာတောင်ကြီးလည်းပြန်မရောက်သေးဘူး
တောင်ကနေဆင်းလာပြီးအရန်တင်ချင်တော့ကျွန်တော်ငါတောင်ထက်ရောက်တယ်တေချာဘောကသွားနေတာလက်20လောက်ရှိတယ်ဒါပေမဲ့လူတွေကကိုယ်ဘယ်ရောက်နေမှမသိဘူးသိကြအောင်ကိုကလည်းမပြောတာလို့ဆိုတော့တခုခုများမဖြစ်ခဲ့ရင်လွဲချော်ခဲ့ရင်ကိုကပြောထားပြီးသားဖြစ်နေမကောင်းအဲ့တော့ငါတေချာဘောကဖြစ်အောင်လုပ်ပြီးတော့မှငါပြောမယ်ရာအဲ့နဲ့ရောက်သွားတည်ရှိမှပြမယ်ပေါ့တော့တည်တယ်တော့ရောက်တဲ့ချိန်မှာ line မရတဲ့ဂျားတွေကရူပီ1000ဆိုတာဒေါ်လာဆို$10လောက်ရှိတယ်အဲ့ဒါတင်ဖို့ line ရဖို့တော့ပေးပြီးတော့ကောက်တင်လိုက်တာအဲ့တော့ကဒီ2000ကိုကလေ manifest လုပ်တယ် manifestation တွေ dream boat တွေ vision boat တွေလုပ်တယ်2023 dream ကပြည့်ပါပြည့်တယ်တော့ dream ဝါအရင်အားချက်ခဲ့ရတာကျွန်တော်လည်းဒီနေ့ထဲမှာတော့ဒါအေးတဲ့ကာလာလေးကုံတော့မှာဆိုတော့ဒါနောက်နှစ်လောက်တော့နောက်နှစ်ဖြစ်သွားတော့မှာပေါ့နောက်နှစ်တော့ရောက်ဖြစ်ပြောင်းတော့သွားဖို့စိတ်ကိုရှိတယ်ဆိုတော့ညာပြောစရာတော့မြည်စရာတော့အများများတယ်ဆိုတော့ဒီခီးသွားတဲ့ပတ်သက်ပြီးမှဒါလူငယ်တွေကိုဘယ်လိုမျိုးခုနပြောတော့ဒါအကြံပေးခြင်းလဲပေါ့ဒီမှာဒီဒါညာနည်းနည်းပါခီးသွားတဲ့ပတ်သက်ပြီးအကြံပေးချင်တာကတော့ခီးသွားဘဝဒနာပါတဲ့လူတွေကိုအကြံပေးလို့ရပါဘူးလူတိုင်းကကိုယ့်လိုမျိုးဝါဒနာပါနေရတယ်မဟုတ်ဘူးလူတိုင်းကကိုယ့်လိုခီးသွားလုပ်ငန်းနဲ့အဆက်ရှာနေလို့မဟုတ်တော့လူတိုင်းတော့တုံးဝင်မယ်ဆိုတော့မထင်ဘူးရဒါပေမဲ့ကိုယ့်လိုမျိုးခီးသွားချင်တဲ့လူတိုင်းကကြတော့ကိုယ်ခီးသွားတာကိုပဲအားကြကြတယ်နောက်မှဘယ်လို effort တွေထုတ်ခဲ့လဲခီးသွားဘယ်လိုတွေစူးစမ်းခဲ့ရကြတာရမသိတဲ့အတွက်ဒီလိုမျိုးခီးသွားချင်တယ်ဒီလိုမျိုးလုပ်ချင်တယ်ဆိုတော့ဝါသနာပါရင်လေဒီလုပ်ကိုချစ်စင်းနေချစ်ပြီးတော့လုပ် passion တကယ်ပါတော့ဆိုတော့အဲ့ဒါလုပ်ရင်အဲ့လောက်ကလည်းကိုယ်ပြန်ချစ်တယ်အဲ့ဒါကိုယုံနေဟိုဒီလုပ်ကြီးကိုပေါ်ရင်တက်ပတ်စံရတော့အားလုပ်ချင်လို့ဆိုတော့ဟိုပါပေါ့နော်ဟုတ်ပြီမျောလင်းချက်တွေထားပြီးတော့လုပ်တာမျိုးမဟုတ်ပဲနော်ဘာမျောလင်းချက်မှမထားမှလည်းကိုယ်တကယ်ချစ်တယ်ကိုယ်တကယ်စိုက်တယ်ဆိုလို့ရှိရင်စွန့်စားတယ်ဘယ်တော့မှခီးသွားတယ်ဆိုတာဘယ်တော့မှနောက်မကြောက်နောက်ကြတယ်ဆိုတာဘယ်တော့မှမရှိဘူးအဲ့တော့ကိုတကယ်ချစ်တယ်ကိုတကယ်မြင်လို့ရတယ်ဆိုတော့လုပ်ဒါပေမဲ့တေချာဘောက်ကိုစမ်းစစ်ဖို့ကိုဝါသနာတာလားကိုဒီလောက်ထိရောဝါသနာပါလားဒီလောက်ထိရောသွားနိုင်လားငါဒီလိုမျိုးအိတ်နိုင်စားနိုင်လားဒါမျိုးတွေရောစွန့်လွတ်နိုင်လားတခုတည်းနဲ့တော့မရဘူးလေပတ်စံချမ်းသာတယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့အဲ့ဒါလည်းဟိုကလည်းလုပ်ပြရလို့တော့ဘာမှမျောလင်းချက်တွေခီးသွားခြင်းပေါ့မျောလင်းချက်တွေမလားနဲ့ကိုကြိုက်တယ်ကိုတကယ်ချစ်မြတ်လို့ရတယ်တော့ကြိုက်တယ်ဆိုတော့အချိန်မေးလို့ရတယ်အသက်ပိုင်းခြားလည်းမရှိဘူးခီးသွားတယ်ဆိုတာခီးသွားလို့သွားတဲ့ခီးထဲမှာနောက်သားရခဲ့တဲ့ခီးတခုမှမရှိခဲ့ဘူး။အများနဲ့ memory စီပဲဟိုကောင်းတာတွေလည်းရှိတယ်ဆိုးရလည်းရှိတယ်ဒါပေမဲ့အကုန်လုံးကတော့ memory ပဲဒီချိန်မှာပြည့်ချင်းအကုန်လုံးကဒီလိုအခုစကားတွေပြောနိုင်တာ memory တွေရှိလို့ပြောနိုင်တာ memory တွေမရှိရင်ဒီစကားတွေကလောက်လည်းပြောရရှိမှာမဟုတ်ဘူးဟုတ်တယ်ဒါ memory ပဲအဲ့တော့ memory ချန်ခဲ့ချင်တော့ပြီးသွားတာပဲ memory ချန်တာဟုတ်တယ်မဟုတ်ရင်တတူထူပေါ့တတူထူ memory ချန်တော့တခုပဲရှိတယ်အဲ့ပဲရှိခဏတွေကဝင်ဆိုတာလည်းကုံသွားတယ်အချိန်ဆိုတာလည်းကုံသွားတယ်ပြန်ကြည့်ရင်ဒီတက်ပုံတွေဒီဗီဒီယိုတွေသွားခဲ့တဲ့ဟာတွေအချိန်ကြရင်လက်ကြီးလာရင်အော်ငါဒါကြီးသွားခဲ့တယ်ဒါသူလုတ်ခဲ့တယ်ငါလုတ်ခဲ့ပါလားအဲ့ချိန်မှာပတ်စံတွေကသူ့ဟာချင်းသူလေကြီးမသွားလဲကုံသွားမှာပဲကုံမဲ့ရတယ်ကြီးပဲအဲ့မနေ့ကဆိုတာဘာမှမသိဘူးခဏနေတော့မှဘာဖြစ်မှမသိတယ်ဟိုဟာအိမ်မှာအခုကာလာဆိုပို့ဆိုတာပေါ့အရင်တော့အဲ့လိုစိတ်မျိုးမရှိဘူးအခုကာလာတွေမှာလေချင်းချင်းတွေကွဲရတယ်တကယ်ချင်းတွေဆိုလဲကွဲကြတယ်ခွာကြတယ်ချစ်သူကြီးသားတွေကွဲခွာတယ်မိသားစုတွေနဲ့ကွဲခွာနေရတယ်အဲ့လိုအချိန်ဒီမှာကတကယ်အရင်တော့ကသွားခဲ့တဲ့ morning time တွေထိတာတကယ် memories ကောင်းတွေပဲအခုချိန်မှာဆိုဘာဖြစ်မှမသိတဲ့ဘဝကြီးကအခုချိန်မှာတကယ်ခံစားအရင်တော့အဲ့လိုထိမတွေးဘူးလေ2019 2018ဆိုတာကအကုန်လုံးကစူးစီးတွေရှိနေကြတယ်တကယ်ချင်းတွေဆိုလဲစုံတယ်မိသားစုတွေဆိုလဲစုံတယ်ဟိုဘာလို့ရှင်ရင်ရနေတဲ့အချိန်ကတော့တန်ဖိုးမရှိခဲ့ဘူးအခုချိန်မှာတော့ကိုသွားခဲ့တာဒီစားခဲ့တာတကယ်ချင်းနဲ့သွားခဲ့တာဒီကတော့ memories တွေအဲ့တော့ဒီနေ့ရောမနေ့ပြန်အောင်ခဏနေရောဘာဖြစ်မှမသိဘူးကိုလို့ချင်တာလို့အဲ့ဒါတကယ်ကိုလို့ချင်တာလို့ဘယ်တော့မှတော့မရဘူးလို့ချင်တာကိုမလုပ်လိုက်ရမှာတော့မရတာ just do it စဉ်းစားနေအရင်စဉ်းစားနေလို့အဲ့ဒါလည်းဒါကလည်းဒီ live ကနေပြန်တင်ပေးသွားတဲ့ဟာပေါ့အရင်တော့မလုပ်ရဘူးအခါလုံးမဲ့ဆိုရင်ဟိုဟာစဉ်းစားဒီဟာစဉ်းစားဒီဟာအဲ့ဒါနဲ့တစ်ခါလုံးကိုဝေးလက်ကြောင်းမဲ့တွေပြန်အခုကတော့အဲ့ဒါလည်းကိုယ်နိုင်ငံလည်းတင်ပေးသွားတာဟုတ်တယ်မနေ့ပြန်ဆိုတာဘာဖြစ်မှမသိဘူးဘသူကဘာဖြစ်သွားမှမသိတော့just do it လောက်ချင်တာလေအဲ့ဒါဆိုတော့မတိချအောင်တေချာတဲ့နေ့မှာလောက်ချ
ကိုမှအခုချိန်လို့ဖို့အခွင့်ရတယ်ဆိုတခါတည်းလို့ မမတွေ့နဲ့သူကသူဖြစ်သွားလိမ့်မယ် ရ အဲ့စကားကလေကိုလင်းထက်ကအမြဲတင်ပြတာပေါ့ကိုကအရန်ကို over thinking ဖြစ်တဲ့တဲမှာပါတယ်သူကကြတော့လေလောက်ချင်တယ်မလားလောက်လိုက်သူကသူဖြစ်သွားလိမ့်မယ် ရ အရန်မတွေ့နဲ့အဲ့ဒါကိုသူကိုတင်ပြတာကိုကြောင့်အရန်ဝါရီများတယ်ဒါလုံးပါပြသွားတယ် ပြောမယ် အမေမလုတ်မရသေးဘူးကိုခေါင်းထဲမှာအဲ့ဒါတွေကပြည့်နေလောက်လိုက်ပြောတယ်မလားလောက်လိုက်နောက်ဟာနောက်ရှင်ပြီးပြီအဲ့လိုမျိုးအမြဲတမ်းလောက်တယ်အဲ့လိုမျိုးအမြဲတမ်းပြောတော့နောက်ဆုံးကြတော့ confidence ရှိပါ over confidence ဖြစ်သွား ဘာက တော့ ပဲ ချပြီးတော့ဖြစ်သွားလိမ့်မယ်ဖြစ်သွားတာပဲအချိန်နဲ့ကုန်သွားတာပဲလေသူက ရဆိုတော့ခုနပြောတဲ့စကားအရင်ကောင်းတယ်ဘာလို့လဲဆိုတော့ဒီဘဝမှာကဒီ travel တခုတည်းမဟုတ်ဘူးဘဝမှာကိုချစ်တဲ့လောက်ကိုလောက်ချစ်တဲ့ကိုလောက်ကိုလောက်ဒါဆိုရင်ကိုချစ်တဲ့လောက်ကိုလုံနေတဲ့လောက်ကိုချစ်နေတဲ့အတွက်ကိုလုံနေတဲ့လောက်ကလည်းကိုပြန်ချစ်လာလိမ့်မယ်ကိုပြန်ချစ်တယ်ဆိုတာဒါကိုအသက်ရှင်ဖို့ရောခုနပြောသူဒီ travel ကိုဒါတကယ်ကြိတ်လို့ဒီမှာဆိုလုံနေတာပဲလေ ပြောနေကြတယ်ဝင်နောက်ကိုမလိုက်နဲ့ဝင်ရပဲကိုနောက်ကိုလိုက်အောင် လိုက်လောက် အဲ့လိုမျိုးပေါ့နော်ဝင်နောက်ကိုလိုက်ရင်ကိုပြင်မှန်းမှာ ရ ကိုကဒီလောက်ကိုချစ်တဲ့အတွက်အဲ့လောက်ကလည်းကိုကိုချစ်လိုက်ဝင်ရကိုနောက်ကိုလိုက်လာတယ် လိုက်လာလေ အဲ့လိုမျိုးပြောတယ် ရ နောက်ကတော့လိုက်ကိုလှုပ်ချင်တာကိုလှုပ်တယ်ဒါပေမဲ့လည်းကိုလှုပ်ချင်တာကိုလှုပ်ပြီးဥချိန်လည်းမငတ်သေးဘူးလေပြောတော့နေစားနေဒါပေမဲ့အခုကိုမြင်လိုက်လို့ရှင်မသိရင်တယောက်တစ်ဆယ်အလုံးမရှိကြဘူး ရခဏလေးဘန်ကောက်ထွက်လာတော့ငါဘယ်လောက်နဲ့ထွက်ခဲ့လဲ နှစ်ယောက်ပေါင်း10သိန်းနှစ်ယောက်ပေါင်း10သိန်းနဲ့ထည့်ခဲ့တာ ရ သွားတယ်လား ရ စားတယ်လေ10သိန်း ဘာပြောခုနပြောသလိုဒါအခု fashion ရှိတဲ့ရ 10 တာ သိန်းဆိုတာအခုထွက်လာတာလားချင်းမအောင်ထွက်လာတဲ့ရှင် ချင်းမိုင်ကိုထွက်လာတဲ့ချိန် $1,800နဲ့$300နဲ့ထွက်လာတာအဲ့ဒါလုံးဝမလိမ်ဘူးမညဘူး အာ ရှင်းမရောက်တဲ့အချိန်မှာလက်ထက်မှာ$1,800နဲ့$300ပဲကျန်တယ်အဲ့ဒါတွေကလည်းရန်ကုန်မှာဘာမှမရောင်းချလာဘူးကို့မှာလက်ထက်မှာရှိတဲ့ cash ကိုပဲကိုက်လာတာ$1,800 represent က show money ပြစရာတယောက်စားတာမပြည့်ဘူးနှစ်ယောက်ဆိုရင်တယောက်2,000 4,000ပြမှာလေအဲ့ဒါလည်းမပြဘူး immigration ကအရန်ကန်ကောင်းသွားပြီးမေးလို့သာလွတ်ခဲ့ကျွတ်ခဲ့တာဒါပေမဲ့ကို့မှာအဲ့ဒါတွေပဲပါရတဲ့လုံးတယ်စူးစားတယ် ကျူစားတယ် နီပေါ်သွားတယ်အေဝရက်တောင်တက်တယ်ဆိုတာကဒီကနေစူးစမ်းပြီးရလာတဲ့ငွေနဲ့ပဲတက်တာဘယ်သူထောက်ပံ့မှလည်းမပါဘူးမစပွန်ဆာမှလည်းမပါဘူးပြီးတော့မဟုတ်တာမကောင်းတာဘာမှမလုပ်ဘူးဒီကတော့ကို tourism တစ်ခုနဲ့ပဲကိုပတ်စံရှာတယ် ရ ဒီကကိုရဲ့ဝင်ကဘယ်သူမေမေချိန်တိုင်းမှာ tourism ကပဲဝင်နေပတ်စံမရှိဘူးစံတဲ့ဟာမရှိဘူး ဒါခုနပြောသလိုကိုလက်သေးပေါ့ဒါကိုချစ်တဲ့လောက်ကိုလောက် ကိုချစ်တဲ့လောက်ကိုလောက်ခဲ့လို့လောက်ကလည်းကိုကိုပြန်ချစ်ပြီးတော့လောက်ပြီးပေးရလို့ပဲကိုကအဲ့လိုမျိုးမှတ်ယူတယ် ရအခုစံပြောမှစံဒါအရင်တော့ကဒါဝေဒနာပါခဲ့တဲ့လောက်ကကိုကဒါကိုရဲ့ထမင်းုံဖြစ်သွားတာပေါ့ဒါထမင်းုံဖြစ်သွားတယ် ဒါလေးတွေကကိုလောက်ခဲ့တော့ကိုရဲ့အသီးပွင့်လေးတွေပြန်ခံစားရတယ်လို့ပြောတော့အဲ့တော့ကနာမည်လေးတွေရှိခဲ့လို့ဒီချိန်မှာဒါတွေကအစင်သစ်ကူစားလို့ရနေရကိုကဘာမှမဟုတ်ပဲနဲ့အခုမှစမယ်ဆိုရင်တော့မလွယ်ဘူးလေနော်ယုံကြည်မှုတိဆောက်ဖို့တွေရောဒီလူကိုနာမည်သိဖို့တွေရောမလွယ်ဘူးဒါအရင်တော့ကိုကအလုပ်ကိုချစ်မြတ်နိုးပြီးတော့တကယ်ဟိုဖြစ်ပြီးတမိုးထားပြီးလုပ်ခဲ့လို့ဒါတွေကဒီချိန်မှာကိုကိုအစင်သစ်နေနိုင်စားနိုင်အောင်ဖန်တီးပေးတာလို့ပဲကိုကထည့်တယ် ပြီးတော့ခုနဒါကိုဝေဒနာပါတဲ့အလုပ်ကိုခုနပြောသလိုရေရှည်အလုပ်တစ်ခုကိုရေရှည်လုပ်နိုင်ဖို့ကလည်းကိုချစ်နေဖို့ပဲလို့ကို passion ရှိမှရမှာဆိုတော့ခရီးထွက်တဲ့ခုနပြောသလိုဒါကိုပတ်စံရချင်လို့လုပ်တယ်ဆိုတော့သွားပြီဒါကတော့ရေရှည်လုပ်နိုင်မှာမဟုတ်ဘူးအရန်ကိုဒီခရီးတစ်ခုရောက်ဖို့ဆိုတာအရန်ကိုခက်ခဲတယ်ပြောမှဆိုရင်ခုနပြောသလိုဟိုတယ်ကောင်းမှမတဲရဘူးအစားတော့ကောင်းလဲကိုကမစားရဘူး စားရတယ် အကုန်လုံး နိုင်ငံရေးလည်းတိုးစီရတယ်နီဘောတို့ပါဆိုပူဆိုတာပေါ့ passport ရေးတိုးစီရသူတို့ local တွေနဲ့အဲကြဘေးနာလူကကိုပေါ်အန်ချတာမျိုးလည်းအဲ့ဒါမျိုးလည်းအများကြီး အများကြီးကြုံခဲ့ရတယ်ဆိုတော့ passion ရှိမှပဲလုပ်ပါဒါ စိတ်မပါဘဲနဲ့တော့ဘယ်လောက်ကိုမှမစားနဲ့ မစားနဲ့ စောက်မစားနဲ့ စောက်မစား ဘ နဲ့ ယ်လောက်ထိဝါသနာပါလဲမင်းကိုဗစ်ကာလမှာသူများတွေကအလုပ်တွေချင်းရတယ်အမျိုးသောကို passion မဟုတ်တဲ့ဟာတွေလည်းလုပ်လာဒါပေမဲ့ကိုကဘယ်တော့မှဒီလုပ်ကိုမစွန့်လို့ဘူး မစွန့်လို့ ဒီအလုပ်ကြီးကကိုဗစ်ကာလမှာဆိုလုံးဝကိုထိုးဆင်းသွားပြီးတော့လုပ်စရာမရှိတော့တဲ့အခြေအနေခီးသားလုပ်ငန်းဆိုတော့ကိုဗစ်ကာလမှာဘုံကနေကြောက်သွား ကြောက်သွားတယ် ဒါပေမဲ့လည်းကိုကတခြားလုပ်ကိုမရှာခဲ့ဘူးငါဒီလုံးနဲ့ပဲဆက်လက်လုံးမယ်ပြောရရင်သစ္စာရှိတာပေါ့ကိုချစ်တဲ့တော့ငါဘယ်တော့မှဒီလုပ်ကိုမစွန့်လို့ဘူးအဲ့လောက်ထိကိုဝါသနာပါ ကိုအဆောင်ပေါ့ဒါကိုနဲ့အမေရန်မပါမဖြစ်ဒါအမေရန်ပါသွားတဲ့ຢာပေါ့ဒါ တခြားဟာတွေချီတိုးရိုက်ပဲလုပ်မှဆိုတော့ဒါခဏ ပဲလမ်းကြုံလို့ဒါ လမ်းကြုံလို့ခဏပဲလုပ်တာတခြား career တခုပြောင်းသွားဖို့ဘယ်တော့မှစိတ်ကူးမရှိဘူးတခြားအလုပ်တွေကခေါ်တယ်အဲ့ဒါ15သိန်းတိတ်30နဲ့ဘယ်လိုစဉ်းစားအဲ့ငွေကိုစိတ်ဝင်စား စင်ဝင်စား ဒါပေမဲ့
ခီးသွားတာတလောက်30 30ရလားဆိုလို့မရအောင်နော် မရ ဒါပေမဲ့အမေရတာကိုပြောနေတာ မရပြောနေ အဲ့ဒါက ရအမသာလူပြောတာပါဒါသူတို့ကတော့ဒါပြောချင်တာဒါဒီလိုပေါ့သူတို့ကဒီလိုဆိုတော့သူ့ဝင်ကိုတော့ပဲပြောမလဲပေါ့နော်ဆိုတော့ဒီ tourism ကနေတော့သူတို့ကတော့ဒါပြောမစွန်ဒီမှာရက်တည်နေတာပေါ့ဆိုတော့ရဆိုတော့အဆုံးတလိုက်ရအောင်လေပြောချင်တယ်ခုရှိလားဘောစီလို့အဲ့ဒါပြောလေဝင်ပြောဆိုတာဘောစီဖြစ်နေလို့မပြောတာမဟုတ်ဘူးနော်ငငယ်ကဘူးကပြောသလိုကားတွေမောင်းတယ်ထိုးနေလိုက်တယ်အဲ့လောက်ပဲရှိရဒါပေမဲ့သူများနိုင်ငံမှာနေနေရလေမစုမိဘူးမစားမိဘူးအိမ်ဝင်နေငယ်ပြန်ထောက်ပတ်နိုင်တယ်ကိုစားနိုင်တောက်နိုင်တယ်တကယ်ချင်းတွေကို ပြီးတော့ကိုလှုပ်ချင်တာကိုလှုပ်နိုင်တယ်ဒါပဲ ဒါလောက်ပဲရတာပေါ့လောလောဆယ်မှာတော့ ဒါမှမဟုတ်ဒီလောက်ပဲရတယ်ဆိုတာကျွန်တော်အမြင်ပေါ့နော်အမလည်းလူချင်းတဲ့ဘွားတဲ့ဒါပဲမလား ဟုတ်တယ်ဒါပဲအဲ့ဒါကြောင့်မို့လဲကိုဘွားနဲ့ကိုကချိန်နှက်ပြီးတော့ကိုဘွားကိုချိန်နှက်နေလို့လည်းဖြစ်မယ်ပေါ့နော် ရ ဒါပေမဲ့ iPhone နေအစ်စ်ပေါ်တာတွေလည်းမဝင်နိုင်ဘူး FB တွေ Gucci တွေလည်းမဝင်နိုင်ဘူး makeup ဝင်လို့လည်းစိတ်မပြတ်ဘူးလေ ဒါပေမဲ့လည်းကိုကအဲ့ဒါတော့ ဒီမဆိုင်ဘူးလေ ဒီမဆိုင်ဘူးဆိုတော့လက်ရှိဘွားကိုချမ်းသာနေတယ်လို့ပဲချိန်တာဒါပေမဲ့ကိုထက်မြင်တဲ့လူတွေလာကြည့်ရင်တော့ဟဲနင်တို့ကဘာမှလည်းမရှိပဲနဲ့ဒါယူပြောကိုဘွားကိုချိန်နိုင်ရပြီ ရ သူကိုပိုင်တဲ့ဘွားအများကြီးချဲလဲပိုင်ဝင်လည်းမရှိဘူးကိုဘွားကိုပြောနေချိန်နေကိုချမ်းသာပြီ ရ ကိုချမ်းသာဆုံးပဲအဲ့လိုပဲမှတ်တာစားနိုင်တယ်ထမင်းလန်းစားနိုင်တယ်အိပ်ရကောင်းလည်းရှိတယ်နေဖို့အိမ်လည်းရှိတယ်အာ ဒီမှာကိုခရီးထွက်ချင်တယ်ဆိုရင်ထွက်နိုင်တယ် ထွက်လို့ရတယ်ဘယ်သူမှခွင့်ယူစရာလည်းမလိုကြိုပြီးတော့ခွင့်တောင်းစရာလည်းမလို ဒါကျွန်တော်မြင်ပေါ့ ဘွားရဲ့ life က တကယ် live ပဲအဲ့ဒါကြောင့်ကျွန်တော်လည်းလူတွေအမြင်တာကျွန်တော်အမျိုးတွေဆိုခင်ဗျားဘယ်လောက်လိုချင်တာလဲဘယ်လောက်ဒီချမ်းသာချင်တာလဲနော်ကျွန်တော်ကလာမြင်ရဒီမျိုးကကျွန်တော်မဆိုင်ဘူး လူချမ်းသာနေလို့ပဲယူဆ ကျွန်တော်လှုပ်ချင်တဲ့ကိုကျွန်တော်လှုပ်နေတယ်ဒါသမင်းစားနိုင်မယ်ဒါတော့ချင်တယ်သွားနိုင်မယ်ဒါဆိုကျွန်တော်ဘဝကဒါကျွန်တော်ဘာလို့ကျွန်တော်ပြည့်စုံနေပြီလေဘာလို့ထက်လို့မှလဲပေါ့ အဲ့ဒါ complimentary ဆိုရင်မိဘကိုကောင်းကောင်းမွန်မွန်လေးထားနိုင်ကြတယ်အဲ့လောက်ပဲဘဝမှာရှိတယ်ဟိုလေ LV ဝစ်ချင်လို့ Gucci ဝစ်ချင်လို့ဒါပေမဲ့ဆန္ဒတွေကြီးကြီးမားမားပါရှိလဲဆိုတော့ခီးတွေနိုင်ငံကြီးတွေအများကြီးသွားချင်တဲ့ဆန္ဒတော့ရှိတာပေါ့နော် ကဘာပတ်ချင်နေတာပဲ အဲ့တခုပဲဘာမှမရှိတာအဲ့ဒါကြီးမားဆုံးဆန္ဒပဲအဲ့ဒါကြီးတာမရှိဘူးအဲ့ဒါပဲ ဘဝမှာတက်ခါပဲမွေးခွန်းလူပြခွင့်ရတဲ့ဘဝမှာကွာ ဒီချမ်းသာတယ်စိတ်ချမ်းသာတယ်ဘူးချမ်းသာတယ်ဆိုတာကကိုယ်တိုင်ပဲသတ်မှတ်တာ ဟုတ်တယ် ဘယ်သူမှသတ်မှတ်လို့မရဘူး ဟုတ်တယ် ကိုကဒီဟာကိုကျင့်တတ်တယ်ကိုဘဝစိတ်ချမ်းသာတယ်ဆိုတာပြည့်စုံနေတာဘယ်သူမှလာပြီးတော့သတ်မှတ်လို့မရဘူးတိုင်းတာတဲ့ပေးတာလည်းမရှိဘူးကိုဘဝကိုပဲကျင့်တတ်တယ်ဆိုနေတာ perfect ရဒီနေ့ချိန်ပြတော့ကြည့်ရတယ်ကြာမဲမလုံဒမဲ အော်လုံတန်းသိတာပေါ့ လုံဒမမသိရမလား ဟုတ်ပြောနေတာဟိုဘက်ရချင်လုံတန်း လုံဒဆိုရဒီနေ့ကြည့်ပြီးတဲ့သူရကြည့်တင်တယ်ရမရှိပါဘူးဒါတနာလောက်ပဲဆိုတော့ရအရင်ကြည့်တင်တယ်မလည်းအချိန်ပြလို့ကြည့်တင်တယ်ပြီးမှဒါကျွန်တော်မှလည်းတငယ်ချင်းကောင်းကိုကျွန်တော်ပိုင်စရတယ်ပေါ့နော်တငယ်ချင်းကောင်းရောပြီးမှဒါလမ်းပြသူအဖြစ်ရောအမတယောက်လိုရောကျွန်တော်ပိုင်စရတယ်အရင်ကြည့်တင်တယ်ပေါ့နော်ဘာလို့ဆိုတော့ အခုဆိုင်ကိုယူတော့မှာလို့လေ ကျွန်တော်ချင်းမိုင်မနေ့ကလည်းကျွန်တော် post တင်ထားတယ်မနေ့ညကျွန်တော်ချင်းလို့တင်ပြအဲ့ဒါလို့ပဲ ဘယ်လိုပြမှာတော့ ဆိုတော့ဘာလို့ဆိုတော့ကျွန်တော်တို့ကဒါဘယ်အမျိုးလဲပတ်သက်တာမဟုတ်ဘူးဒါလုံမျိုးလည်းလုံးဝမတူဘူးဒါပေမဲ့ကျွန်တော်ချင်းမရောက်လာတယ်တကယ်ချင်းတယောက်ကဘာပြောလဲဆိုတော့ကျွန်တော်ဟိုတယ်မှာတဲတဲ့တီးလိုက်တဲ့ချိန်မှာသူ့ဘက်ကနေစိတ်ဆိုးချင်လောက်ဖြစ်သွားတယ် ဟုတ်တယ် ဟိုတယ်မှာဒီကျွန်တော်ရှိရတဲ့နဲ့ဘာဖြစ်လို့ ဒါနဲ့နေဟိုတယ်စိတ်မကောင်းဘူးဒါ အဲ့လိုမျိုး ဟုတ်ကိုလည်းငါတို့မှာခန်းရှိရတဲ့နဲ့ငါသူ့ကိုဒါပေမဲ့ငါပေးနိုင်တာငါဆိုင်တယ်ပေးနိုင်တယ်တစ်စံငါတောက်ပေးနိုင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ပေးနိုင်တာအကုန်လုံးပေးချင်တယ်လေ အဲ့ဒါပြောချင်တာဆိုတော့တကယ်ချင်းကလည်းသူ့အိမ်ကိုအတင်းမနေ့ပြန်ကားစားကျွန်တော်အိမ်မှာအိပ်ရမယ်ဆိုမှအတင်းလာခေါ်တယ်ဒီမှာကျွန်တော်မရောက်သေးဘူးကျွန်တော်ဒါမလေးရှားမထွက်သေးဘူးဒီမှာဘယ်လိုပြောလဲဆိုတော့ခင်ဗျဘန်ကောက်မှာဘာချင်းမိုင်မှာဘာနဲ့လဲမှာလဲဒါတက္ကစီပဲပေါ့ဆိုင်ကယ်နဲ့ပဲပေါ့ဆိုတော့အိမ်မှာဆိုင်ကယ်ရှိတယ်ယူသုံးဆိုတော့ပြောချင်တာခုနအမပြောတယ်လို့ပေါ့ဒါတယောက်တည်းခရီးထွက်ချင်တယ်ဆိုတော့ဒါnetworking တွေအပြောဆိုကစားဆက်ဆံရေးကစားအလိုက်တိမှုတွေအကုန်လုံးကိုခင်ဗျရှိတယ်ဆိုတော့အားလုံးကခင်ဗျအတွက်လူတွေကအစင်တင်ပါပဲ ဘက်ဘက်ကကြီးသွားတယ်ဆိုတာဒီလိုမျိုးတွေကြောင့်သွားနိုင်တာလေ ရ
အခုဆိုမနေ့ကတနေ့လုံးအမရဲ့ဆိုင်ကယ်နဲ့ကျွန်တော်ပတ်နေတာလေ အိမ်မိုးတက်တာလေဟိုတယ်မိုးတက်တာလေဆိုလို့ရှိ ရ ရင်ပြီးစဉ်တစ်ခုမှာ6ဝက်ကတက်တာ တက်တာပြီး စား တာ တာ လေ မလို့စားစားလေ ဟုတ်တယ် လမ်းမှာစားတော့ပြီးစီမှာဟိုတယ်ကိုရဲ့ transportation ကအရင်စီ အရန်ရေးကြီးတာ အဲ့ဒါတွေတက်တာဝါတာဆိုတာလေကိုယ့်ရဲ့အရင်တော့ကကိုယ့်ရဲ့ networking တွေကိုပြောဆိုတယ်ကိုကလူတယောက်ကိုချင်အောင်ပြောခဲ့တယ်ကိုမကြိုက်အောင်ပြောခဲ့တယ်ဆိုဒီလူနဲ့လည်း ဆက်ဆံရှာကြောင်းမရှိဘူးလေ ဒီလူကလည်းကိုပေးစရာအကြောင်းမရှိဘူး ရ ဒါအဲ့ဒါမလို့ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံမှုက ရ ကြီးသွားတဲ့နေရာမှာရင်းကြီးချ ရ င်ဘက်ကဘတ်ဂျက်နဲ့ဘယ်လိုထွက်လဲဆိုတော့ ငါတော့ပြောနေပြီ ဘတ်ဂျက် ခုနကကျလဲကျွန်တော်ဆိုင်ကယ်ရုံးပါဆိုတော့မနေ့ပြန်လဲရုံးပါ နဲ့ရုံးမှတယ် ဒါဆိုင်ကယ်နဲ့ဆိုတော့ကျဲတဲ့နေရာကော်ဖီမင်းကဆိုတရက်ထဲနဲ့တော့ဒါ2နာရီမှထွက်လာတာဒီအမရင်ကနေထွက်လာတာ2နာရီကနေထွက်လာတာဒါ weekend market တွေအကုန်လုံးကျွန်တော်ရောက်ဖြစ်တယ်ပဲဆိုတော့ဆိုင်ကယ်နဲ့သွားမယ်ဆိုတော့အများကြီးလဲကုန်သွားမယ်ဆိုင်ကယ် carry နဲ့သွားမယ်ဆိုတော့အများကြီးလဲကုန်မယ်အချိန်လဲလောက်မှာမဟုတ်ဘူးခေါ်ရတာနဲ့ပါအခုကလက်ထဲမှာဆိုင်ကယ်ကအလုံးလုံးကြီးအထတာဆိုတော့အကောင်လုံးကိုသွားတယ်စထွက်တာနဲ့တခါတည်းအဲ့ဖုန်းတင်ပြီးမှ live တခါတည်းလွင့်လာတာအရန်ကြော်တာပေါ့နော်ဆိုတော့ဒီလိုရှိတယ်ပေါ့နော်ဆိုတော့ဆိုတော့ကျွန်တော်ချင်းလိုပဲပြောလိုက်တော့မယ်လုံဒမဲตัวนี้องเงสักแต่ตัวนี้ลอมนั่นน่ะมันคนตำเปียงเปียน่ะลงดามามาเอามาเป็นอนุปาวะชนิดน่ะเช่นว่าเป็นสมตอมเบกตบว่าปุสกนะฮิตงาลิมตะกามาฮิทูลตะกะไซมาฮิทราเวลตะกะไซนั้นนุนตะกะนะมันแบบเดียจิมาสมรุแต่ของตำเปียงแกนเลมานะมาแบบฮิสมนุนมาตนุงตันฮิตงอินกอลปี3มาอินกอลปี3ปีนะแต่จังนะอารมณ์ไปนะปังอะไรอีทัวริสต์แต่ของไงมาตุนจะต้องขัดเกียรของนี่ปะนะยังအမောက်ပင်hidden travel လမ်းတကဆိုင်နဲ့ထေလောဝဲချင်ကခေါ်ကြတော့ကဆိုင်စုံစမ်းနေထေဝဲချင်ကအလုံးပိုင်းနာမော်တော်ကောမော်တော်လေလို့နာမော်တော်ကောမင်းနာခေါ်စင်ဟီချင်းမိုက်ကီမာတင်ဘာမအလုံးပန်ဖပေါ်ကနာတူနီဘန်ဇန်တူစင်စငါပေါမကာခါနီနီပဲခေါ်လေနာတော့ပန်အဆုမ်ဒလအခွန်အလုံးလမလုတ်ချင်မိုင်းနီအဲ့နာတော့ကตัวกาမောဝဲအနုံတာချင်နီမတော့ချင်နာခေါ်ကြတော့ကဆိုင်ဟီချင်းမိုက်ခေါငိုင်းစငနာတုံမဟီကြောင်းရတုံမကိပန်ပန်မောင်းငိုင်းနာบางจริงยาอามาวินุนตานาเป็นที่ควอลจะตกใจสมมาโลได้นานบางอันนั้นสดินเหมือนมาเมาเลยมาลงกิมดินหมดตรงนี้นะแต่มันนี่นะฮีควอลฮีพอดคาสต์ของเงินเตียดึงเงินทรงขันลิมทุปีดึงเงินอมอย่างบางจิเลยเดี๋ยวกันนะยุ่งมาคัสเซมเนี่ยยุ่งกินทรงไอ้เป็นองค์วักเกี่ยคำตั้งมออีดขันนี้เล็กองอีดเก่งมากแต่มันนี่นะควอลจะนู้ตักเละอกต่างๆมาสุ่มได้มันเราควรจะนบอสังเกตในแหละเป็นนั่งเลี้ยงทรงเป็นนุ่นต่างระดิ่งลำปีตามเปียวมีเฟซบุ๊กก็ยังยูทูบก็ยังปั้นสุ่มกิ่งอะไรตัวจังนะมีมากมายทรงหนังควรจะตั้งในจังมีมากมายทรงหนังองเจียวเลี้ยงมั่วนี่นะตัวจังนั้นนั่งมีทรงไก่เทยอักษรเตียวนั่งแกนเทจากเก็บปัญหาตัวข้าทรงแกนพานะมึงไงนะยาตัวนี้งั้นสักแต่ต้องลงน้ำมาพอดคาสต์เช่นไม่ทรงพอดคาสต์เลยละงาเกษตรปีเดียวก็ไม่น่าต่อแต่ต้องลงในสักนาเดียวเราทำพาพายไงนี่นะยาตัวไหนแต่ก้มหนาวเบลเช่น my university campus ส่งอาหินะแต่ส่งอาคอฟฟิศใส่ขนาดมั้งเอาไปหินะนอกเปล่าไม่นะอย่างก็คอฟฟิศต้องเบต้านะต้นเด้งจังนะพอดคาสต์นี่ก็จะไล่เด้งใกล้จังนะตัวนี้ที่จังต่อคอลเบอร์นี่นะกอลเป้าของอาส่งก็กอลเป้าเบลเสียมเขาลงมายังไงนะบางจะก็ได้นะไอ้เกล่ก็อีกเงินนบเป็นนัดเตะเป็นเกลุงดำมาเองจะเป็นบางอย่างจะเกก็แต่ที่เราใกล้จังมั้งนะกอลเป้าเบลเสียมเนี่ยเราเด้งไงนะจะส่งของแกนพาพายไงลงน้ำมาใหม่เลยอย่าลงน้ำมาใหม่ลงน้ำมาใหม่ ဘာပြောရမလဲနားတော့ โอเคပါ